ထေးမကြီးတဦးဖြစ်လာစေရန်အတွက်အာရနိုင်ငံသားခရီးသွားတဦးတပတ်သာတိကျွမ်းရသေးသည့်ချမ်းသာကြွယ်ဝသောစီးပွားရေးသမားတဦးနှင့်လက်ထပ်ထိမ်းများရန်အသင့်ရှိခဲ့သည်သို့သောပထမဆုံးညတွင်သတိမေ့သွားအောင်ပြုလုပ်ခံရမည်ဟုမမျှော်လင့်ခဲ့ပေကျမနာမည်ကလှိုင်မိုးဖြစ်သည်ယခင်ကရန်ကုန်ကိုအိမ်မက်ထဲကပန်းတိုင်တစ်ခုလိုမှန်းဆက်ခဲ့မိသည်နေမင်းကြီးအမြဲတမ်းပြုံးနေတဲ့လှိုင်းလုံးတွေကငိမ့်ချမ်းတဲ့တခြင်းတန်တွေတိုးတိုးလေးလွင့်ပြန်နေတဲ့ဘဝကဝါကွန်းလိုပေါ်ပါနေတယ်လို့ထင်ခဲ့မိသည်အဲ့ဒီစိတ်ကူးကိုရှမ်းပြည်နယ်ရဲ့အေးမြတဲ့တောင်ဆောင်ကနေတည်ဆောင်လာခဲ့တာပါဒါပေမဲ့ရန်ကုန်ကိုပြောင်းရွှေ့ပြီး၈လကြာအလုပ်လုပ်ပြီးတဲ့နောက်ရွှေတကုံဖျားလန်းနဲ့မဟာဗန္ဓုလလန်းတို့ရဲ့ပန်းတိုင်မှာတန်ဖိုးပေးရတယ်ဆိုတာကိုသိလာခဲ့သည်အဲ့ဒီတန်ဖိုးကတော့ချွေးတွေပင်ပန်းမှုတွေရင်ထဲကိုထိုးဆိုင်နေတဲ့လွမ်းဆွမှုတွေပဲဖြစ်သည်ရွှေတကုံဖျားလန်းပေါ်ကကောင်းကင်ဟာအမြဲတမ်းကြည်လင်ပြာလဲနေပေမဲ့စိုးရိမ်ပူပန်မှုတွေနဲ့ညှဉ်းနှွမ်းနေတဲ့ကျမနှလုံးသားနဲ့တော့စန့်ကျင်ဘက်ဖြစ်နေသည်ဒီနေ့မနက်လဲထုံးစံအတိုင်းပဲဇင်းမယ်ကော်ဖီဆိုင်ရဲ့ကောင်တာနောက်မှာရပ်နေခဲ့သည်ဇင်းမယ်ကော်ဖီဆိုင်ကတော့ဇိမ်ခံဗီလာတစ်ခုနားကစီကားတဲ့ကော်ဖီဆိုင်လေးပဲဖြစ်သည်ကျမရဲ့အဓိကတာဝန်ကတော့အကောင်းဆုံးကော်ဖီလက်တီကိုဖျော်ဆက်ပေးဖို့အချိုသာဆုံးအပြုံးကိုပြသဖို့ပြီးတော့ကြောပေါ်ကဝင်ထုတ်ဝင်ပိုးကစံအိတ်လောက်မလေးလံဘူးလို့ဟန်ဆောင်ဖို့ပဲဖြစ်သည်ဖလဝိုက်တစ်ခွက်နဲ့ဘာရန်ပေါင်မုံတစ်စုံမျက်လုံးတွေကတိမ်ငက်လိုထက်မြက်ပေမဲ့နှလုံးသားကမုံနှစ်လိုနူးညံ့တဲ့ကော်ဖီဆိုင်ပိုင်ရှင်ဒေါ်ခင်ညွန့်ကခေါ်လိုက်သည်ဟုတ်ကဲ့ပါဒေါ်ကျမအလျင်အမြန်ပြန်ဖြေလိုက်သည်ကျမလက်တွေကespresso ဆက်ကိုလျင်မြန်စွာကင်တွယ်နေသည်ဒေါ်ခင်ညွန့်ကရန်ကုန်မှာကျမအကြောင်းကိုနည်းနည်းလေးသိတဲ့တူလေးသောသူဖြစ်သည်ကျမကအချစ်ကိုရှောင်ပြေးလာတဲ့ကောင်မလေးတစ်ယောက်မဟုတ်သလိုဇိမ်ခံပစ္စည်းတွေကိုရှာဖွေနေတာလည်းမဟုတ်ပေကျမဒီကိုလာခဲ့တာအရန်ရိုးရှင်းပြီးအရန်ရေးတကြီးလိုအပ်နေတဲ့ရည်ရွယ်ချက်တစ်ခုအတွက်ပဲဖြစ်သည်အဲ့ဒါကတော့အိမ်ကိုကယ်တင်ဖို့ပဲဖြစ်သည်ကျမတို့ရွာကအိမ်ဟာကြောက်တုံးတွေနဲ့တစ်သားတွေစုပုံထားတာမဟုတ်ပဲမျိုးရိုးစင်ဆက်အမွေနှစ်တစ်ခုဖြစ်သည်အဖေနဲ့အမေကကျမနဲ့ကျမညီမလေးနှစ်ယောက်ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့နေရာဖြစ်သည်အဖေကအမြဲတမ်းနေမကောင်းဖြစ်နေပြီးသူ့ရဲ့ဆေးကုသစရိတ်ကြောင့်အမေကရွာကငွေချေးစားသူတွေစီကနေအစမတန်ချေးငွေတွေထဲပိတ်မိနေခဲ့သည်အတိုးပေါ်အတိုးပေါင်းရင်းအကျွေးတွေတောင်လိုပုံနေပြီးတစ်နှစ်လောက်ကတည်းကအိမ်သိမ်းခံရမယ်ဆိုတဲ့ချိန်ချောက်မှုကကျမတို့အတွက်နေ့စဉ်စားစရာလိုဖြစ်နေသည်ကော်ဖီဆိုင်ကကျမလာစာဘလောက်ပဲစုစုလစဉ်တိုးပေးဖို့နဲ့စာဆက်တင်နိုင်ဖို့လိုအပ်တဲ့ညီလေးရာကန်နဲ့ညီမလေးနှင်းတို့အတွက်ကျောင်းစရိတ်ပေးပို့ဖို့လောက်ပဲလုံလောက်သည်ညနေဆောင်လာပြီးကော်ဖီဆိုင်လဲတိတ်ဆိတ်လာသည်ကျမစပွဲတွေကိုဒလိထုံတန်းအရာလှုပ်ရှားမှုနဲ့တုတ်တင်နေခဲ့သည်ကျမအတွေးတွေကအိမ်စီကိုလွင့်ပြန်သွားသည်တပတ်လုံးအမေနဲ့ကောင်းကောင်းမွန်မွန်အဆက်အသွယ်မလုပ်နိုင်ခဲ့သေးပေကျမရင်ဘတ်ထဲကနှလုံးခုန်တန်ကမတက်မတာဖြစ်နေသည်ကျမကလထိုင်တွေကိုရှင်းလင်းနေချိန်မှာရွာကဒေသခံနံပါတ်ကနေစာဝင်လာတဲ့အတန်ကြောင့်ကျမခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားသည်အဲ့ဒါရာအိမ်မှုဦးတန်းထွန်းစီကလာတာဖြစ်သည်စာကတိုတောင်းပေမဲ့ကော်ဖီဆိုင်ရဲ့မျက်နှာချက်ကကျမခေါင်းပေါ်ပြိုကျလာသလိုခံစားရသည်လှိုင်မိုးမင်းမေကိုချက်ချင်းဆက်သွယ်ပါအကျွေးပြဿနာကနောက်ဆုံးအဆင့်ရောက်နေပြီးကျန်တဲ့ကျပ်90သိန်းပေးဆက်ရမယ်နောက်ဆုံးရက်ကဒီလကုန်ပဲမဟုတ်ရင်သိန်းစေးမိတ်ထုတ်ပြန်လိမ့်မယ်ဒါကတကယ် serious နောင်တမရစီနဲ့ကျမလက်ကင်ဖုန်းလွတ်ကျသွားပြီးကျန်းပြင်ကိုတနာစရာကောင်းတဲ့တက်ဆိုတဲ့အတန်နဲ့ရိုက်ခတ်သွားသည်90သိန်းအဲ့ဒီကနန်းကမီးတောင်ကြီးလောက်ကြီးမားနေသည်ကျမစီမှာသိန်း20လောက်ပဲစုဆောင်းထားတာရှိသည်တစ်နှစ်ပတ်လုံးအစားအသောက်မရှိအိတ်စရာမရှိပဲနှစ်ဆအလုပ်လုပ်ရင်တောင်အဲ့ဒီပတ်စံကိုနှစ်ပတ်အတွင်းစုဆောင်းနိုင်မှာမဟုတ်ပေကျမဖုန်းကိုကောက်ယူရင်းကော်ဖီဆိုင်ရဲ့အေးဆက်နေတဲ့ကျန်းပြင်ပေါ်ဒူးထောက်လိုက်ပြီးမျက်ရည်တွေစီးကျလာသည်အဲ့ဒီစိတ်ပြက်အားငယ်မှုကမုန်တိုင်းကျတဲ့ပင်လယ်ကမ်းခြေကလှိုင်းလုံးတွေထက်ပိုမိုပြင်းထန်စွာကျမကိုရိုက်ခတ်ခဲ့သည်ကျမကြရှုံးခဲ့ပြီးကျမရဲ့ဆွန့်လွတ်မှုတွေအားလုံးအချီးနှီးဖြစ်ခဲ့ပြီးအိမ်လေးပျောက်ကွယ်တော့မီခဏအကြာမှာကျမဖုန်းထပ်တုံလာသည်ဒီတခါတော့အမေစီကဗီဒီယိုခေါ်ဆိုမှုဖြစ်သည်ကျမမျက်ရည်တွေကိုအလျင်အမြန်တုပ်လိုက်ပြီးတက်နိုင်သမျှပျော်ရွှင်တဲ့မျက်နှာကိုပြသဖို့ကြိုးစားလိုက်သည်ဟေလိုမေဘာဖြစ်လို့လဲကျမအတန်ကနည်းနည်းတုံရင်နေသည်မျက်နှာပြင်ပေါ်ကအမေမျက်နှာကပင်ပန်းနွမ်းနေပြီးဖြော့တော့နေသည်လှိုင်မိုးသမီးရေသူမအတန်ကပြက်တောက်သွားသည်မေဘလို့လုပ်ရမှန်းမသိတော့ဘူးသူတို့ထက်လာကြပြီးဒီတခါတော့လာမယ့်အပတ်အိမ်ကိုသိမ်းမယ်လို့ချင်းချောက်နေပြီးမေကိုခွင့်လွတ်ပါသမီးရေမေပျက်စီးနေပြီးကျမထိန်းထားနိုင်ခြင်းမရှိတော့ပေအဲ့ဒီလိုမပြောပါနဲ့မေလှိုင်မိုးနီလန်းရှာပါမယ်နီလန်းတစ်ခုတော့ရှိကိုရှိမှာပါ
ဒါပေမဲ့ဘလို့နီးလန်းလဲကြောက်ကပ်ကိုရောင်းရမှာလားဘန်ကိုဓပြရက်ရမှာလားမှောင်မိုက်တဲ့အတွေးတွေစတင်လွှမ်းခြုံလာသည်အရာရာကပိတ်ဆို့နေသလိုခံစားရသည်ရုတ်တရက်နှဆိုင်ပြီးတည်ငြိမ်တဲ့ဘယ်ရီတန်အတန်ကကျမတို့ရဲ့စိုးရိမ်ပူပန်မှုကိုဖျက်တောက်လိုက်သည်လှိုင်မိုးအနှောက်အယှက်ပေးမိတဲ့အတွက်တောင်းပန်ပါတယ်ကျမခေါင်းမောကြည့်လိုက်သည်ကော်ဖီဆိုင်တကားဝမှာကျမမကြာခဏမြင်နေရပေမဲ့တကိုယ်တည်းစကားမပြောဘူးသေးတဲ့ပုဂ္ဂိုလ်တဦးရက်နေသည်ဦးစော်လင်းသူကဒီကော်ဖီဆိုင်ရဲ့ပုံမှန်ဖောက်သည်တဦးဖြစ်ပြီးအမြဲတမ်းထောက်မှာထိုင်နေတတ်သည်စာရွက်စာတမ်းတွေဖတ်နေတာဒါမှမဟုတ်ဖုန်းနဲ့တိုးတိုးလေးပြောနေတာမျိုးဖြစ်သည်အမြဲတမ်းပြားရည်အနှဲငယ်ပါတဲ့အော်ဂရေလက်ဖက်ရည်ကိုမှာယူတတ်သည်သူ့အဝတ်အစားတွေကအမြဲတမ်းတက်တက်ရက်ရက်ရှိပြီးဆွဲဆောင်မှုရှိသည်ပြီးတော့သူကချမ်းသာကြွယ်ဝမှုနဲ့တည်ငြိမ်မှုရဲ့အယောင်အဝါကိုထုတ်လွှတ်နေပြီးကျမကိုအယမ်းသေးငယ်ပြီးညစ်ပတ်နေတယ်လို့ခံစားရစေသည်သူ့မှာကြီးမားတဲ့အိမ်ချမ်းမြေနဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းကြီးတွေရှိတယ်ဟုကောလာဟာလာများကဆိုကြသည်ကျမဖုန်းကိုအလျင်မြန်ဖုန်းအုပ်ရင်းထွက်လိုက်သည်ဟုတ်ကဲ့ဦးစော်လင်းမမကော်ဖီဆိုင်ပိတ်ပါပြီဦးစော်လင်းကမလုံမရှက်ရက်နေသည်သူ့အကြည့်တွေကတိတ်တိတ်ဆိတ်ကြည့်နေပြီးကျမမျက်လုံးနောက်ကဒဏ်ရာကိုမြင်နေရသလိုဖြစ်နေသည်ကျွန်တော်အချိုရည်မှာကျင်တာမဟုတ်ပါဘူးမလိုက်မိုးမီးရဲ့အကျွေးပြဿနာကိုဆွေးနွေးဖို့လာတာပါကျမနှလုံးသားရက်တန့်သွားသလိုခံစားရသည်သူဘလို့သိတာလဲတောင်းပန်ပါတယ်ကျမနားမလဲပါဘူးကျမအေးဆက်ဆက်နေဖို့စူးစမ်းလိုက်သည်သူဖြည်းဖြည်းချင်းရှေ့သို့တိုးလာသည်သူ့ရဲ့အယောင်ဝါကတိတ်ဆိတ်နေတဲ့ကော်ဖီဆိုင်ကမ်းမကိုပြည့်စေသည်ကျွန်တော်အားလုံးကြားပြီးပါပြီကျွန်တော်တမင်တကာမဟုတ်ပါဘူးဒါပေမဲ့မင်းအမေနဲ့အခုပဲပြောနေတဲ့စကားဝိုင်းကိုကြားလိုက်ရတယ်ပြီးတော့ဒီပြဿနာအကြောင်းကိုလွန်ခဲ့တဲ့2 ပတ်ကတည်းကကျွန်တော်သိပြီးသားပါသူကသူ့ဝတ်စုံအိတ်ကတ်ထဲကနေထူထဲတဲ့ဗန်ချက်တစ်စောင်ကိုထုတ်လိုက်သည်အဲ့ဒီမှာကျပ်85သိန်းဆိုတဲ့ကဏ္ဍကကျမမျက်လုံးတွေကိုပြူးကျဲသွားစေသည်85သိန်းအကျွေးဆက်ပြီးအစားကနေပြန်ဆဖို့ဒါကိုရင်းနှီးမြှုပ်နှံမှုတစ်ခုလိုသဘောထားလိုက်ပါဟုသူကပေါ့ပေါ့ပပပြောလိုက်သည်ကျမတုံ့လှုပ်သွားသည်။ဘာရင်းနှီးမြှုပ်နှံမှုလဲဦးစော်လင်းကျမရဲ့အင်အားကလွဲပြီးဘာမှရင်းနှီးမြှုပ်နှံစရာမရှိဘူး။သူကကျမကိုပြင်းပြင်းထန်ထန်စိုက်ကြည့်နေပြီးကျမရဲ့စိတ်ဝိညာဉ်ကိုဖက်နေသလိုဖြစ်နေသည်။သူကပါးစပ်ဖြားလေးဆွဲပြုံးလိုက်သည်။မဲ့ပြုံးမဟုတ်ပဲမမျော်လင့်ပဲနည်းနည်းလေးဝမ်းနည်းစရာကောင်းတဲ့ပြုံးမျိုးဖြစ်သည်။မင်းရဲ့အင်အားကိုအလုပ်သမားတစ်ယောက်ဖြစ်ကျွန်တော်မလိုဘူးမလိုက်မိုးမင်းကိုကျွန်တော်ရဲ့ဇနီးဖြစ်လိုတယ်ကျမပတ်ဝန်းကျင်ကကဘာကြီးလည်နေတယ်လို့ခံစားရသည်ဇနီးဒီသစိမ်းယောက်ျားချမ်းသာကြွယ်ဝတဲ့သူ့ရဲ့ရင်းကျက်တဲ့အရွယ်မှာခန့်ညားတဲ့ကျမကိုလက်ထပ်ခွင့်တောင်းနေသည်ကျမကပင်မနှွမ်းနေပြီးအကျွေးတွေနဲ့ပြည့်နေတဲ့ရွာသူမလေးတစ်ယောက်ဘာလဲဦးစော်လင်းဒါကမရေရဘူးကျမနောက်သို့တလန်းဆုပ်ရင်းអော်လိုက်သည်ဒါကအရန် serious လိုက်မို့သူ့အတန်ကအခုပိုပြီးနူးညံ့လာသည်ကျွန်တော်မင်းကိုသတိထားမိခဲ့တယ်မင်းကရိုးသားတယ်စူးစားတယ်ပြီးတော့မင်းမိသားစုအတွက်ကြီးမားတဲ့အချစ်တွေရှိတယ်အဲ့ဒါကရှားပါတဲ့အရေးသွေးတစ်ခုပဲအထက်တန်းလွှာအမျိုးသမီးတွေကြားမှာတောင်ရှာရခတ်တယ်မင်းရဲ့ရိုးသားမှုကိုကျွန်တော်သဘောကျတယ်ကျွန်တော်အဖော်လိုတယ်ပြီးတော့မင်းပတ်စံလိုတယ်သူကချက်လက်မှတ်ကို espresso ဆက်ရဲ့ဘေးကကောင်တာပေါ်အေးဆက်ဆက်ချထားလိုက်သည်ကျွန်တော်မင်းကိုဝယ်တာမဟုတ်ဘူးနိုင်မို့ကျွန်တော်မင်းကိုလွတ်မြောက်ရာလမ်းတစ်ခုပေးတယ်စဉ်းစားကြည့်ပါဦးမင်းမှာ24နာရီအချိန်ရှိတယ်မင်းသဘောတူရင်ကျွန်တော်တို့ရိုးရှင်းစွာနဲ့ချက်ချင်းလက်ထပ်မယ်မဟုတ်ရင်ဒီချက်လက်မှတ်ကိုကျွန်တော်ဖျက်ဆီးပစ်မယ်ပြီးတော့မင်းဘဝကိုကျွန်တော်ဘယ်တော့မှအနှောင့်အယှက်ပေးတော့မှာမဟုတ်ဘူးဦးစော်လင်းနောက်လှည့်သွားပြီးကော်ဖီဆိုင်ကနေထွက်သွားခဲ့သည်ဇိမ်ခံရည်မွေးနှက်နဲ့ဖြက်စီးခြင်းခံရတဲ့တိတ်ဆိတ်မှုတွေကိုခြံထားခဲ့သည်ကျမအဲ့ဒီမှာရက်နေခဲ့သည်ချက်လက်မှတ်ကိုကြည့်လိုက်သည်ပြီးတော့အမေရဲ့ဝမ်းနေနေတဲ့မျက်နှာကိုပြသနေတဲ့ဖုန်းကိုကြည့်လိုက်သည်အိမ်အတွက်ကျပ်သိန်း50နဲ့ညီမလေးတွေရဲ့ចောင်းစရိတ်အတွက်ကျပ်သိန်း25ကျမခံစားချက်တွေကပြောင်းလဲသွားသည်ဒေါသထွက်သည်ကိုမုန်းတီးသည်ဒီလိုဝယ်ယူခြင်းနဲ့ရောင်းချခြင်းကိုထည့်သွင်းစဉ်းစားနေတဲ့အတွက်ဖြစ်သည်သို့တော့အခြားတစ်ဖက်မှာတော့ရာကန်နဲ့နှင်းတို့ရဲ့မျက်နှာတွေပြီးတော့အဖေနဲ့အမေရဲ့လုံခြုံတဲ့အိမ်ကိုမြင်အောင်နေခဲ့သည်ကျမချက်လက်မှတ်ကိုကောက်ယူလိုက်သည်ခဏတာနင်းချေလိုက်သည်ပြီးတော့ပြန်ဖြန့်လိုက်သည်အချစ်အတွက်မဟုတ်ဇိမ်ခံပစ္စည်းတွေအတွက်မဟုတ်အိမ်လို့ခေါ်တဲ့ကြောက်တုံးတွေနဲ့တစ်သားတွေစုပုံထားတဲ့အရာတစ်ခုအတွက်ပြီးတော့ကျမညီမလေးတွေရဲ့အပြုံးတွေအတွက်ဖြစ်သည်ဒီဆုံးဖြတ်ချက်ကကျမဘဝမှာလှုပ်ဖူးသမျှထဲမှာအခက်ခဲဆုံးဆွန့်လွတ်မှုဖြစ်လိမ့်မယ်ဆိုတာကိုကျမသိသည်ကျမသူ့ရဲ့လက်ထက်ခွင့်ပန်မှုကိုလက်ခံပါမယ်တုံရင်နေတဲ့လက်တွေနဲ့ဦးစော်လင်းစီကိုစာရိုလေးတစ်စောင်ပို့လိုက်သည်ဟု
ဟုတ်ကဲ့ဆိုတဲ့စကားလုံးတစ်လုံးကကျမရဲ့ကံကြမ္မာကိုထာဝရပြောင်းလဲပစ်တော့မည်ဆုံးဖြတ်ချက်ချပြီးသွားတော့လဲတန်တရားများကကျမကိုတန်ကြိုးကဲ့သို့ဆွဲကင်ထားသည်ဦးစော်လင်းစီသို့တိုးတောင်းပြီးခံစားချက်မပါသောဟုတ်ကဲ့ဆိုသောစကားကိုပြန်ပို့ပြီးနောက်ထိုညကကျမအိမ်မရခဲ့ပေကျင်းမြောင်းသောအခန်းလေးထဲရှိပါးလွှာသောငွေရပေါ်တွင်ဂျက်ကက်အတန်နှင့်စူညံသောဆိုင်ကယ်အတန်များဖြင့်လှန်နေခဲ့သည်နာရီတိုင်းသည်ကျမသဘောတူခဲ့သည့်ယူတွတ်သောအယောင်းဝယ်ကိုသတိရစေသည့်အချွန်တစ်ခုကဲ့သို့ခံစားရသည်နောက်တနေ့မနက်8 နာရီတိတိတွင်ကျမဖုန်းတုံရင်လာသည်မရင်းနှီးသောနံပါတ်တစ်ခုမှ message ဖြစ်သည်လှိုင်မိုးမင်းရဲ့ရဲရင်းမှုကိုကျွန်တော်လေးစားပါတယ်ကျွန်တော်ရှေ့နေကမင်းကိုမနက်9 နာရီမှဆက်သွယ်ပါလိမ့်မယ်ဒီနေ့မင်းလှုပ်သွားစရာမလိုပါဘူးအသေးစိတ်အချက်လက်တွေကိုဖြည့်ရှင်းဖို့အတွက်ရန်ကုန်ပင်လယ်ကမ်းခြေဟိုတယ်မှာသူ့ကိုတွေ့ဆုံပါညွှန်ကြားချက်အတိုင်းဒေါ်ခင်ညွန့်ကိုခွင့်တောင်းပြီးအလုပ်မသွားခဲ့ပေမိသားစုရေးရာအရေးတကြီးကိစ္စရှိကြောင်းသာသိသောဒေါ်ခင်ညွန့်ကကျမကိုတနာသောမျက်လုံးများဖြင့်ကြည့်ကာသွားခွင့်ပြုခဲ့သည်ကျမအကောင်းဆုံးအဝတ်စားဖြစ်သောရိုးရှင်းသောကော်လန်မပါဘလောက်စ်နှင့်အယောင်မိန်နေသောထပီကိုဝတ်ဆင်ကာရန်ကုန်ပင်လယ်ကမ်းခြေဟိုတယ်သို့ထွက်လာခဲ့သည်ထိုဟိုတယ်သည်ယခင်ကဝေးကွာစွာသာမြင်ဖူးခဲ့သည့်ကျယ်ငါးပွင့်ဟိုတယ်ကြီးဖြစ်သည်စကျင်ကြောက်တောက်ပနေသောဧခမ်းမသို့ဝင်ရောက်လာသောအခါဖိတ်ကြားခြင်းမခံရသောသူစိမ်းတဦးကဲ့သို့ခံစားရသည်အနံ့ကိုယ်တိုင်ကပင်ဈေးကြီးလာသည်နှင်းပန်းပွင့်နှင့်ဇိမ်ခံပစ္စည်းတို့၏ရနံ့ကကျမ၏စီးရဲမှုကိုရိုက်ပုတ်နေတကဲ့သို့ခံစားရသည်ထိုနေရာတွင်ရွှေပေါင်မျက်မှန်တက်ထားပြီးမျက်နှာထားတည်တံ့သောအလယ်လက်အရွယ်ရှိနေဦးတင်ထွန်းနှင့်ကျမတွေ့ဆုံခဲ့သည်ထိုတွေ့ဆုံမှုသည်အေးဆက်ပြီးပညာရှင်ဆန်ကအလွန်အမင်းအထင်သေးခံရသည်ဟုခံစားရသည်ဦးတင်ထွန်းကဖုံးစာအုပ်ထုလက်မထက်မီသဘောတူစာချုပ်စာရွက်ကိုကျမကိုပေးလိုက်သည်ဦးစော်လင်းကအချိန်ဖြုံးကျင်တာမဟုတ်ပါဘူးမလိုက်မိုးဒီစာချုပ်မှာဒီလက်ထက်ထိမ်းများမှုဟာအချိန်တိကျမရှိပဲယာယီသဘောဖြစ်ကြောင်းရှင်းလင်းစွာဖော်ပြထားပါတယ်ဒါပေမဲ့နှစ်ဦးနှစ်ဖက်ဘယ်သူမဆိုအချိန်မရွေးကွာရှင်းခွင့်တင်နိုင်တဲ့ပုံမှန်တစ်ခုရှိပါတယ်ဦးတင်ထွတ်ကကျမကိုမျက်လုံးချင်းမဆိုင်ပဲရှင်းပြသည်ယာယီဆိုသောစကားလုံးကိုကြားလိုက်ရသောအခါကျမရင်ထဲနစ်မြုပ်သွားသလိုခံစားရသည်ဒါကချစ်လက်ထပ်ပွဲမဟုတ်ဘူးဆိုတာကျမသိပေမဲ့မင်္ဂလာပွဲမတိုင်ခင်မှာကွာရှင်းချင်းဆိုတဲ့စကားကိုကြားရတာနာကျင်စေသည်ကျမရဲ့တာဝန်တွေကဘာတွေလဲဟုကျမအတန်တိုးတိုးလေးမေးလိုက်သည်မင်းရဲ့တာဝန်တွေကရိုးရှင်းပါတယ်မလိုက်မိုးစနီးအဖြစ်မင်းကသူ့ရဲ့လူမှုရေးပွဲလမ်းသဘင်တချို့မှာလိုက်ပါပေးရမယ်အိမ်ကိုဂရုစိုက်ရမယ်ပြီးတော့ကောင်းမွန်တဲ့ဇနီးတစ်ယောက်ဖြစ်ရမယ်သူကပုံမှန်တစ်ခုကိုညွှန်ပြကအကျိုးမြတ်အနေနဲ့မိမိသားစုရဲ့အကျွေးကိုအပြည့်အဝပေးဆက်ပေးမယ်မိညီမလေး2 ယောက်ကိုတက္ကသိုလ်ပွဲရတဲ့အထိပညာသင်ကြားခွင့်အာမခံပေးမယ်ပြီးတော့မိမိသားစုအတွက်လစဉ်ထောက်ပံ့ကြေးအတော်အတန်ပေးမယ်ကျမအသက်ပြင်းပြင်းရှူလိုက်သည်ဒါကကျမမျှော်လင့်ထားတာထက်ပိုများသည်ဒါကအိမ်ကိုကဲတင်ယုံတင်မဟုတ်ပဲကျမညီမလေးတွေရဲ့အနာဂတ်ကိုပါကဲတင်လိုက်ခြင်းဖြစ်သည်ဒီအယောင်းဝယ်ကဈေးကြီးပေမဲ့သူ့ရဲ့အကျိုးမြတ်ကဖိုးမဖြတ်နိုင်ပေဦးစော်လင်းနဲ့ပတ်သက်ပြီးတော့ဘာလဲသူ့ရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲဟုကျမရဲရဲတင်းတင်းမေးလိုက်သည်ဒါကကျမကိုအနှောက်အယှက်ပေးနေတဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ပဲဖြစ်သည်ဦးတင်ထုတ်ကသူ့ကြောကိုမှီလိုက်သည်ဦးစော်လင်းကအရန်အလုပ်များတဲ့သူပါမလိုက်ဘူးသူအချစ်ဇလန်းတွေအတွက်ဒါမှမဟုတ်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလိုက်ရှာတဲ့အမျိုးသမီးတွေအတွက်အချိန်မရှိဘူးသူမင်းစီမှာရိုးသားမှုနဲ့စစ်မှန်မှုကိုမြင်တယ်သူကငြိမ်းချမ်းတဲ့အဖော်တစ်ယောက်လိုတယ်သူ့ကိုအနှောက်အယှက်မပေးနိုင်တဲ့အဖော်မျိုးပေါ့ရုံမှာသူ့ရဲ့ရည်ရွယ်ချက်ကအဲ့ဒီလောက်ပဲရိုးရှင်းပါတယ်သူ့ရည်ရွယ်ချက်ကတကယ်ဖြစ်ရတစ်ခုဖြစ်ရန်အလွန်ရိုးရှင်းလွန်းသည်ဟုခံစားရသည်သို့တော့ကျမမှာညှိနှိုင်းစရာအနေအထားမရှိပေစာရွက်စာတမ်းများကိုကျမလက်မှတ်ထိုးလိုက်သည်မှင်ချောက်သည်နှင့်ဦးတင်ထွတ်ကကက်တကက်ပေးလိုက်သည်အကျွေးပေးချေရန်ငွေကိုဒီမနက်မင်းအမေရဲ့ဘဏ်အကောင့်ထဲကိုလွှဲပြီးပါပြီမင်းအတွက်ကျန်တဲ့ပတ်စံကဒီကက်ထဲမှာရှိပါတယ်မင်္ဂလာပွဲကိုဒီကနေ3 ရက်အတွင်းဦးစော်လင်းရဲ့ကိုပိုင်ဗီလာမှာကျင်းပပါလိမ့်မယ်အလျင်အမြန်နဲ့လျှို့ဝှက်စွာကျင်းပပါလိမ့်မယ်ဟုသူကလုပ်ငန်းအစည်းအဝေးတစ်ခုစီစဉ်တကယ်သို့ပြောလိုက်သည်3 ရက်ကျမစိတ်ပိုင်းဆိုင်ရာအရာမပြင်ဆင်ရသေးပေထိုကမ်းလှမ်းချက်ကလေးကဦးစော်လင်းကိုကျမထပ်မတွေ့သေးပေထိုညနေကကျမအမေကိုချက်ချင်းဖုန်းခေါ်လိုက်သည်အမေအတန်ကဖုန်းဖြေလိုက်သောအခါမတူတော့ပေသူမငိုတော့မနေတော့ပဲဝမ်းသာအားရအော်ပြောလိုက်သည်လှိုင်မိုးသမီးရေကျေးဇူးတင်လိုက်တာအကျွေးတွေလုံးဝပြေပြီးပတ်စံတွေဘယ်ကရတာလဲသမီးရေဘယ်ကနေဒီလိုကံကောင်းခြင်းတွေရတာလဲကျမတွေးမျိုးချလိုက်သည်
လက်ထပ်ထိမ်းများခြင်းအယောင်းဝယ်ကနေဒီကံကောင်းခြင်းတွေရတယ်ဆိုတာကိုကျမဘလို့ရှင်းပြရမလဲ။သမီးအလုပ်အသစ်ရခဲ့တယ်။မေရန်ကုန်မှာအလုပ်ရတာလစာကအများကြီးပဲသမီးနီးလန်းရှာပါမယ်လို့မေကိုပြောပြီးသားပါ။ကျမမိခင်ရဲ့နှလုံးသားကိုထိမ့်သိမ့်ရန်လိန်ညာလိုက်သည်သူမရဲ့ပျော်ရွှင်မှုကိုနာကျင်စရာအမှန်တရားနဲ့ဖျက်ဆီးဖို့ကျမမပြင်ဆင်ရသေးပေအခုမေနဲ့ဖေအနားယူကြပါကျမအဆင်ပြေပါလိမ့်မယ်အမေရဲ့ပျော်ရွှင်နေတဲ့အတန်ကိုကြားရတဲ့အခါကျမရဲ့အပြစ်ရှိတယ်လို့ခံစားရမှုကနည်းနည်းရောကျသွားသည်အ ਨੇ ဆုံးတော့ကျမရဲ့ရည်မှန်းချက်ကိုပြည့်မီခဲ့ပြီးကျမရဲ့ဂုဏ်သိက္ခာပျောက်ဆုံးသွားခဲ့ပေမဲ့ကျမရဲ့အိမ်လေးလုံခြုံသွားခဲ့သည်နှစ်ရက်ကြာပြီးနောက်မိတ်ကပ်လိမ့်ချေသူများအဖွဲ့နှင့်မင်္ဂလာဝတ်ဆောင်စမ်းသက်ရန်ကျမ၏ကြေးမြောင်းသောအခန်းသို့ရောက်ရှိလာသည်ငင်းသည်ထူးခြားဆန်းကျယ်သောတယောစာတစ်ပုဒ်ဖြစ်သည်ယခင်ကဝန်ဆောင်မှုပေးခဲ့သူကျမသည်ယခုအခါထင်ရှားသောဇိမ်ခံပစ္စည်းများနှင့်ဝန်ဆောင်မှုခံနေရသည်မင်္ဂလာဝတ်ဆောင်သည်လှပပြီးပိုးသားဖြင့်ပြုလုပ်ထားသည်ကျမတောင်းဆိုမှုနှင့်ခါဤတောင်းဆိုမှုတို့အရကျမ၏ခန္ဓာကိုယ်ကိုခြေဖျားမှလယ်ပင်အထိဖုံးအုပ်ထားသည်မှန်ထဲတွင်ကိုကြည့်လိုက်သောအခါလုံးဝကွဲပြားခြားနားသောအမျိုးသမီးတဦးကိုမြင်ရတော့လဲသူမ၏မျက်လုံးများကမူအတင်းအဓမ္မပြုလုပ်ခံရသောကောင်မလေး၏မျက်လုံးများပင်ဖြစ်နေစေဖြစ်သည်မင်္ဂလာပွဲမတိုင်ခင်ညကဦးစော်လင်းအကြောင်းကိုပြန်တွေးနေခဲ့သည်သူကကော်ဖီဆိုင်ထောက်မှာအမြဲထိုင်နေတဲ့ချမ်းသာပြီးဆွဲဆောင်မှုရှိတဲ့အမျိုးသားတဦးအဖြစ်သာကျမမြင်ဘူးခဲ့သည်သူကအမြဲတမ်းတယောက်တည်းနေတတ်သည်စီးပွားရေးလုပ်ဖော်ကိုင်ဘက်များဒါမှမဟုတ်အမျိုးသမီးများကိုတောင်သူ့ဘေးမှာထိုင်ဖို့ဘယ်တော့မှမခေါ်ခဲ့ပေသူကတကိုယ်တည်းကျွန်းတကျွန်းလိုဖြစ်နေသည်သူ့အကြည့်တွေကိုကျမပြန်မှတ်မိလိုက်သည်အဲ့ဒီအကြည့်တွေကနှဆိုင်နေတည်ငြိမ်နေပြီးတော့ဘာကြောင့်မှန်းမသိနည်းနည်းလေးဝမ်းနည်းစရာကောင်းနေခဲ့သည်တိုက်ရဲကောင်လိုဟန်ဆောင်တာမဟုတ်ပဲရှေးဟောင်းပစ္စည်းစုဆောင်းသူတယောက်လိုသူများတွေလစ်လျူရှုထားတဲ့နေရာမှာတန်ဖိုးကိုမြင်နေတဲ့အကြည့်မျိုးဖြစ်သည်ဘာလို့သူကကျမကိုရွေးချယ်တာလဲဒီမေကွန်းကကျမကိုအမြဲတမ်းခြောက်လန့်နေခဲ့သည်သူနေမကောင်းဖြစ်နေပြီးပြုစုဆောက်ရှောက်သူလိုအပ်နေတာလားသူ့မှာဥပဒေရေးရာပြဿနာတွေရှိနေပြီးဇနီးတစ်ယောက်ကိုဖုံးကွယ်ထားဖို့လိုအပ်နေတာလားအဆိုးဆုံးအခြေအနေတွေကိုကျမစ조사ပြီးစဉ်းစားခဲ့သည်ခါးသီးတဲ့အန်အသင့်စရာတွေအားလုံးအတွက်ပြင်ဆင်ထားသည်ကော်ဖီဆိုင်မှာပြောခဲ့တဲ့စကားဝိုင်းကိုကျမပြန်သတိရလိုက်သည်သူကကျမရဲ့ရိုးသားမှုကိုသဘောကျတယ်လို့ပြောခဲ့သည်ဒါကတကယ်ဖြစ်နိုင်တာလားရန်ကုန်ကအထက်တန်းလွှာအမျိုးသမီးတွေကြားမှာသူ့ပြဿနာတွေနဲ့ရိုးသားတဲ့ရှမ်းပြည်နယ်ကရိုးရှင်းတဲ့ကောင်မလေးတစ်ယောက်ကိုရွေးချယ်ခဲ့တာလားဒါမှမဟုတ်ဒါကပိုပြီးရှုပ်ထွေးတဲ့ဂိမ်းတစ်ခုရဲ့အစပဲလားကျမကစတေးခံရမယ့်စစ်တူရင်ရုပ်ဖြစ်မဲ့ဂိမ်းတစ်ခုလားကျမဒူးတွေကိုပိုက်ထားလိုက်ပြီးကြောက်ရွံ့မှုတွေတိုးဝင်လာစေသည်မနှက်ဖြန်ဆိုကျမကဦးစော်လင်းရဲ့ဇနီးဖြစ်လာတော့မယ်ကျမနာမည်ပြောင်းလဲသွားမယ်ကျမရဲ့လူမှုရေးအဆင့်တန်းလည်းမြင့်တက်လာမယ်ဒါပေမဲ့ကျမနှလုံးသားကတော့အရင်အတိုင်းပဲဖြစ်နေမှာသူ့မိသားစုရဲ့အတိတ်ကိုကယ်တင်ဖို့အတွက်သူ့အနာဂတ်ကိုရောင်းချခဲ့ရတဲ့ရိုးရှင်းတဲ့ကောင်မလေးတစ်ယောက်ရဲ့နှလုံးသားဖြစ်သည်ဒီယာတွေအားလုံးပြီးတဲ့နောက်ကျမနောင်တမရဖို့ပဲမျှော်လင့်ပါတယ်ထိုရှိုးဝက်ဆန်းကျဲသောအမျိုးသားဦးစော်လင်းသည်ကော်ဖီဆိုင်တွင်မြင်တွေ့ရသည့်အတိုင်းအမှန်တကယ်ထူးခြားပြီးတည်ငြိမ်သူဖြစ်ပါစေဟုသာမျှော်လင့်မိပါသည်ကျမလက်မှတ်ထိုးခဲ့သည့်သဘောတူညီချက်ကကျမကိုမဖျက်ဆီးပါစေနှင့်ဟုသာမျှော်လင့်မိပါသည်ထိုညတွင်ကျမ၏ကြေးမြောင်းသောအခန်းထောင်ရှိပိုးထည်ဝတ်စုံများ၏တောက်ပေါက်မှုကြားတွင်ကျမမျက်လုံးများကိုမှိတ်ထားပြီးနောက်တစ်နေ့ကိုကြိုဆိုရန်ပြင်ဆင်နေခဲ့သည်ထိုနေ့တွင်ကျမသည်လှုပ်ရှားနေသောနှလုံးသားဖြင့်ကျိန်စာတင်သောဇနီးတဦးအဖြစ်ပြောင်းလဲသွားတော့မည်နေ့ရက်တွေဟာစိုးရိမ်ပူပန်မှုတွေနဲ့ပြင်ဆင်မှုတွေကြားမှာလျင်မြန်စွာကုန်ဆုံးသွားခဲ့တယ်ကျမရဲ့ယာယီအိမ်ဖြစ်တဲ့ကို့ခန်းလေးကိုစွန့်ခွာခဲ့ပြီးဇိမ်ခံကားအနက်ကြီးတစ်စီးနဲ့လာကြိုခဲ့တယ်။အဲ့ဒီကားကြီးကကျမအတွက်ထူးဆန်းနေတယ်။ကားမောင်းသမားကကျမကိုစီကားနေတဲ့မဟာဗန္ဓုလလမ်းကနေပင်လယ်ပြင်ကိုတိုက်ရိုက်မြင်ရတဲ့ဇိမ်ခံဗီလာတွေရှိတဲ့တောင်ကုန်းပေါ်ကပြို့ဝှက်နေရာစီကိုခေါ်သွားခဲ့တယ်။ဦးစော်လင်းရဲ့ကိုပိုင်ဗီလာကိုနိဗ္ဗာန်လို့ခေါ်တယ်ဆိုတာကျမသိလိုက်ရတယ်။သူ့နာမည်နဲ့လိုက်ဖက်စွာပဲငငယ်လေးကအိမ်မက်ခဲ့ဘူးတဲ့ပန်းတိုင်တစ်ခုလိုဖြစ်နေခဲ့တယ်။အပူပိုင်းဒေတာပုံစံဘီတုကာလက်ရာတွေကအရှိအလဲပိုင်းရဲ့ဇိမ်ခံမှုတွေနဲ့ပေါင်းဆက်နေတဲ့ပင်လယ်နဲ့တသားတည်းကျနေသလိုဖြစ်နေတဲ့ရေကူးကန်ကြီးနဲ့ပြေဆုံနေခဲ့တယ်။ဒါပေမဲ့အံ့အားသင့်မဲ့အစားကျမရင်ထဲမှာပိုပြီးဖိစီးနေခဲ့တဲ့ဒီဇိမ်ခံမှုတွေကရွှေရောင်ထဲလှောင်အိမ်တစ်ခုလိုခံစားရတယ်။မင်္ဂလာပွဲကိုလျှို့ဝှက်စွာကျင်းပခဲ့တယ်။ကျမရဲ့ဦးစော်လင်းရဲ့မင်္ဂလာဆောင်ပေးတဲ့ဆရာတော်ရဲ့ရှေ့နေဘက်ကတက်သေးအနှဲငယ်ရဲ့ရန်ကုန်ကထားရဲ့ဆွေမျိုးတဦးရဲ့ပဲရှိခဲ့တယ်
သူတို့ကအေးဆက်ဆက်နဲ့ရှိနေခဲ့တယ်။ရေမောတံတွေမရှိဘူး။ပါတီပွဲတွေမရှိဘူး။တင်းမာမှုတွေပြည့်နှက်နေတဲ့လေးနက်တဲ့အခမ်းအနားတစ်ခုပဲရှိခဲ့တယ်။ကျမကရိုးရှင်းပြီးဈေးကြီးရဲ့မင်္ဂလာဝတ်စုံကိုဝတ်ထားတယ်။ကျမမျက်နှာကိုပညာရှင်မိတ်ကပ်လိမ့်ချယ်သူကလိမ့်ချယ်ပေးထားလို့ပိုပြီးရင့်ကျက်ပြီးလှပနေခဲ့တယ်။ဒါပေမဲ့ဒီအရာတွေအားလုံးရဲ့နောက်ွယ်မှာကျမကအရင်ကလှိုင်မိုးပါပဲ။တုံရင်နေပြီးတန်တရားတွေပြည့်နှက်နေတယ်။ဦးစော်လင်းသည်ကျမဘက်ချမ်းတွင်စင်ဖြူရောင်ဝတ်စုံဖြင့်ခံညားစွာရက်နေသည်သူသည်တည်ငြိမ်ပြီးပြည့်စုံသောစကြင်ကြောက်ရွံ့တုကဲ့သို့ဆွဲဆောင်မှုရှိနေသည်ကျမတို့မျက်လုံးချင်းစုံသောအခါသူ့အကြည့်များကိုဖတ်မရပေကျေနပ်မှုလားတနာမှုလားကျမမသိပေကျမသည်ရင်ထဲတွင်အပြစ်ရှိသလိုနာကျင်မှုလိုင်းလုံးများတိုးဝင်လာသည်ကိုသာခံစားရသည်မင်္ဂလာဂတိတစ္ဆာပြုခြင်းအခမ်းအနားသည်လေမြန်ချောမွေ့စွာပြီးဆုံးသွားသည်ဦးစော်လင်း၏မင်္ဂလာဂတိတစ္ဆာပြုတန်သည်ခိုင်မာပြတ်သားပြီးဂုဏ်ယူဖွယ်ရာထွက်ပေါ်လာသည်ဦးနေလအဖွားမိဖွားသောလှိုင်မိုးကိုကျွန်တော်လက်ထပ်ထိမ်းများခြင်းကိုဂတိခံယူပါသည်ဟုသူ၏ခိုင်မာသောအတန်ဖြင့်ပြောကြားလိုက်သည်ထိုစကားများသည်ကျမကိုချီနှောင်လိုက်သည်တက်သေးများကအဟန်ဒူလာလာဟုအောင်မြင်စွာရေရွတ်ကြသည်သို့သောကျမနားထဲတွင်ထိုအတန်သည်ဓားထိုးခံရသကဲ့သို့နာကျင်စေသည်ကျမသည်ဦးစော်လင်း၏ဇနီးအဖြစ်တရားဝင်ဖြစ်လာခဲ့သည်ကျမ၏ယာရုကိုရောင်းချခဲ့ပြီးအပြန်အလှန်အားဖြင့်ကျမ၏မိသားစုကိုကယ်တင်ခဲ့သည်အခမ်းအနားပြီးဆုံးသောအခါကျမနှင့်ဦးစော်လင်းတို့ကိုအတူထိုင်ပြီးဓာတ်ပုံရိုက်ခိုင်းခဲ့သည်ကော်ဖီဆိုင်တွင်တွေ့ဆုံပြီးနောက်ပထမဆုံးအကြိမ်အမှန်တကယ်နီးနီးကပ်ကပ်ရှိနေခြင်းဖြစ်သည်သူ့ရဲ့ယောက်ျားဆန်တဲ့ဇိမ်ခံရည်မွေးနှမ်းကပြင်းထန်စွာထွက်နေခဲ့သည်ကျမတို့ကြားအကွာအဝေးကစင်တီမီတာအနည်းငယ်သာရှိပေမဲ့ကျမနှလုံးသားကကီလိုမီတာထောင်ပေါင်းများစွာဝေးနေသလိုခံစားရသည်ဦးစော်လင်းကကျမကိုလှည့်ကြည့်လိုက်သည်ပထမဆုံးအကြိမ်အဖြစ်သူကပြုံးလိုက်သည်စီးပွားရေးပြုံးမဟုတ်ဘဲနည်းနည်းလေးသက်သာရာရစေတဲ့ပြုံးမျိုးဖြစ်သည်ဂုံယူပါတယ်လှိုင်မိုးအခုမင်းကဦးစော်လင်းရဲ့ဇနီးပါဟုသူကတိုးတိုးလေးပြောလိုက်သည်ကျမကောင်းကြီးပြနိုင်ုံသာရှိသည်လေချောင်းထဲမှာပိတ်ဆို့နေသည့်ဧည့်သည်များရှင်းနေများနှင့်တက်သေးများသာထွက်ခွာသွားပြီးနောက်ညနေခင်းစတင်ကျဆင်းလာသည်ရန်ကုန်ကောင်းကင်ကလိမ်မော်ရောင်ခရမ်းရောင်နှင့်အနီရောင်တို့ပေါင်းဆက်ထားတဲ့ပကြီကားတစ်ချက်လိုပြောင်းလဲသွားသည့်အခြေအနေသာမတူခဲ့ရင်ရိုမန်တဆန်မှာတေချာသည်ကျမကိုဗီလာရဲ့အဓိကအိတ်ခမ်းကိုခေါ်သွားတယ်ကျမရဲ့အခန်းထက်3ဆလောက်ကျယ်တဲ့အခန်းပဲအဲ့ဒီအခန်းထဲမှာပန်းလှဆင်တာတွေပြည့်ရှိတယ်ကြီးကျယ်ခမ်းနားတဲ့ကတင်ပေါ်မှာနှင်းစီပန်းချက်လေးတွေခင်းထားတယ်ဒါကပျော်ရွှင်စရာကောင်းတဲ့ပြင်ဆင်မှုဖြစ်တဲ့ပေမဲ့ကျမအတွက်ကတော့ကိုမြက်ခံရမဲ့စင်မြင့်တစ်ခုလိုဖြစ်နေခဲ့တယ်ကျမကုတင်အစွန်မှာထိုင်နေတယ်မင်္ဂလာဝတ်စုံကိုဝတ်ထားဆဲပဲစောင့်နေခဲ့တယ်ကျမနှလုံးခုန်တန်းကပုံမှန်မဟုတ်ဘူးဘာဖြစ်လာမယ်ဆိုတာကျမသိတယ်ကျမကသူ့ဇနီးသူ့စီကပတ်စံယူထားတာကျမရဲ့တာဝန်တွေကိုထမ်းဆောင်ရမှာပဲဒီကြောက်ရွံ့မှုကရိုးသားတဲ့ရွာသူမလေးတယောက်ရဲ့စိုးရိမ်ပူပန်မှုနဲ့ဒီလက်ထပ်ပွဲကစီးပွားရေးအရလုပ်ခဲ့တဲ့လက်ထပ်ပွဲဆိုတာကိုသိနေတဲ့အတွက်စိတ်တက်ကြနေတဲ့ခံစားချက်တွေရောထွေးနေတာပဲကျမမိဘတွေအတွက်လုပ်ခဲ့တာဖြစ်ပေမဲ့ကျမကိုညဉ့်ညမ်းနေတယ်လို့ခံစားရတယ်တကားပွင့်လာပြီးဦးစော်လင်းဝင်လာခဲ့သည်သူကအမှောင်ရောင်ပိုးထည်ညှက်ဝတ်အင်ဂျီကိုဝတ်ထားပြီးပိုပြီးပေါ့ပါပုံရသည်သို့တော်ခိုင်မာနေစေဖြစ်သည်သူကကျမကိုကြည့်လိုက်သည်ပြီးတော့သူ့ပြုံးပြောက်ကွယ်သွားသည်သူ့မျက်နှာအမူအရာကပိုပြီးနူးညံ့လာသည်တနာနေသလိုပင်လှိုင်မိုးဟုသူကအတန်တည်ငြိမ်စွာခေါ်လိုက်သည်ကျမကောင်းမောကြည့်လိုက်သည်မျက်လုံးထဲမှာမျက်ရည်တွေပြည့်နေသည်ဦးစော်လင်းကျမသူ့ကိုကြီးဒါမှမဟုတ်မောင်လို့တောင်မခေါ်နိုင်ခဲ့ပေဦးစော်လင်းကနီးနီးကပ်ကပ်လျှောက်လာသည်ဒါပေမဲ့သူကကုတင်နဲ့နည်းနည်းဝေးတဲ့ဆိုဖာပေါ်မှာရက်လိုက်သည်သူအဲ့ဒီမှာထိုင်လိုက်ပြီးမှိန်လေးမီးဖွင့်လိုက်သည်ဒီမှာထိုင်ပါဟုသူကသူ့ဘေးကနေရာကိုပုတ်ပြသည်ကျမကရင်ပေါ်ကနေဖြည်းဖြည်းချင်းဆင်းလာခဲ့သည်ဖြည်းဖြည်းချင်းလျှောက်လာပြီးဆိုဖာစွန်းမှာထိုင်လိုက်သည်သူ့နဲ့ဝေးရာကိုရွေသွားသည်ဦးစော်လင်းတက်ပြင်းရှည်ကြီးချလိုက်သည်လှိုင်မိုးကျွန်တော်ရဲ့မျက်လုံးတွေကိုကြည့်ပါကျမသူ့ကိုကြည့်လိုက်သည်သူ့ရဲ့ညိုမဲတဲ့မျက်လုံးတွေကကျမကိုတဲ့စိုက်ကြည့်နေသည်မင်းပါတွေးနေတယ်ဆိုတာငါသိတယ်မင်းကြောက်နေတယ်ကိုယွန်ရှာနေတယ်ပြီးတော့ကိုရောင်းစားလိုက်ပြီလို့ခံစားနေရတယ်ဟုသူကပြောလိုက်သည်ထိုစကားလုံးများသည်ကျမ၏နှလုံးသားကိုထိုးဖောက်ဝင်ရောက်ခဲ့သည်ကျမဆက်မထိန်ထားနိုင်တော့ပေယခုထိတားဆီးထားခဲ့သောမျက်ရည်များယခုအခါစီးကျလာခဲ့သည်တောင်းပန်ပါတယ်ဦးစော်လင်းကျမဒီပတ်စံကိုလိုအပ်ယုံတင်ပါဒါကအခုကျမရဲ့တာဝန်ဖြစ်နေပါပြီဆိုတာကျမသိတယ်ကျမဘာမဆိုလုပ်ပေးပါမယ်ကျမအတန်တုံရင်စွာအရှုံးပေးရန်အသင့်ရှိခဲ့သည်
ဦးစော်လင်းကနူးညံ့စွာခေါင်းရမ်းလိုက်သည်သူကကျမလက်ကိုဖမ်းကင်လိုက်သည်သို့သောထိုကင်တွယ်မှုသည်အတင်းကျပ်မဟုတ်ဘဲစိတ်အေးစေသောကင်တွယ်မှုသာဖြစ်သည်မဟုတ်ဘူးလှိုင်မိုးကျွန်တော်မင်းကိုမဝယ်ခဲ့ဘူးကျွန်တော်မင်းကိုရွေးချယ်ခဲ့တာဟုသူကအလေးနက်ထားပြောလိုက်သည်ကျွန်တော်ကလှပပြီးငွေပေးချေရန်ဆန္ဒရှိတဲ့အမျိုးသမီးကိုသာလိုချင်ရင်အပြင်မှာယာပေါင်းများစွာကိုလက်ထပ်เสียမလို့ပဲရနိုင်တယ်ကျွန်တော်မင်းကိုရိုးသားမှုကြောင့်ရွေးချယ်ခဲ့တာပြီးတော့အဲ့ဒီရိုးသားမှုကအတင်းကျပ်နဲ့မလာဘူးကျမသူ့ကိုမျက်လုံးပြူပြီးကြည့်လိုက်သည်ခမားဆိုလိုတာကဒီညနဲ့နောက်ညတွေမှာကျမကိုမတက်မသားဖြစ်စေမဲ့ဘာကိုမှမလုပ်ဘူးလားဟုသူကရှင်းပြသည်ကျွန်တော်မင်းကိုလက်ထပ်ခဲ့တာမင်းလုံးကြုံစေဖို့နဲ့ကျွန်တော်ရိုးသားတဲ့အဖော်တယောက်ရှိစေဖို့ပဲကျွန်တော်တန်ဖိုးကြီးပေးပြီးရခဲ့တဲ့ရိုးသားမှုကိုဖျက်ဆီးပစ်ချင်တာမဟုတ်ဘူးသူကကျမလက်ကိုလှုပ်ပေးလိုက်ပြီးအသက်ပြင်းပြင်းရှူလိုက်သည်ကျွန်တော်သိပါတယ်အချစ်ကိုအတင်းကျပ်မလုပ်နိုင်ဘူးကျွန်တော်တို့ဒီအရာကိုလေးလေးစားစားဖြတ်တန်းသွားခြင်းရုံပဲအချစ်ကပေါက်ဖွားနိုင်တယ်လှိုင်မိုးကြကောင်းကြနိုင်မယ်ဒါမှမဟုတ်လုံးဝမပေါက်ဖွားနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအတွက်နေရာပေးမယ်ကျွန်တော်မင်းကိုအချိန်ပေးမယ်ငါဘာတူလဲဆိုတာမင်းမြင်လာအောင်ပြီးတော့မင်းရဲ့ရှီရင်ဆွဲအတိုင်းနေနိုင်အောင်ပေါ့သူကပြောသည်မင်းကိုငါ့ကိုချစ်ဖို့ငါအတင်းကျပ်မလုပ်ဘူးဒါပေမဲ့ငါ့ကိုမကြောက်ဖို့တော့ငါတောင်းဆိုတယ်သူ့စကားတွေကကျမရဲ့အမြင်ကိုတကယ်ပြောင်းလဲပစ်လိုက်သည်ကျမစိတ်ထဲမှာဦးစော်လင်းအကြောင်းစူးစီးထားခဲ့တဲ့အစိုးမြင်စိတ်ကူးတွေအားလုံးတခဏချင်းပျက်စီးသွားခဲ့သည်ဒီလူကရက်ဆက်တာမဟုတ်ဘူးလောဘကြီးတာမဟုတ်ဘူးသူ့ရဲ့ယာရုကိုအတုံးချတာမဟုတ်ဘူးသူကလူသားဆန်မှုနဲ့လေးစားမှုကိုထူးခြားစွာပြသခဲ့တယ်ကျမရဲ့မျက်ရည်တွေပြောင်းလဲသွားခဲ့သည်ကြောက်ရွံ့မှုမျက်ရည်တွေမဟုတ်တော့ဘဲစိတ်သက်သာရာရတဲ့မျက်ရည်တွေဖြစ်လာခဲ့သည်အိတ်လိုက်ပါအခုညဒီခန်းကမင်းအတွက်ပဲငါကဧည့်သည်ခန်းမှာအိတ်မဲဟုသူကပြောလိုက်သည်သူကကျမကိုကြောခိုင်းပြီးတကားဘက်သို့ရှောက်သွားသည်ဦးစော်လင်းကျမခေါ်လိုက်သည်သူရက်တန့်သွားသည်ကျေးဇူးတင်ပါတယ်နားလည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမရင်ထဲကနေရိုးသားစွာပြောလိုက်သည်သူကခေါင်းကြီးပြယုံသာရှိသည်သူ့အကြည့်တွေကနည်းနည်းနူးညံ့နေသည်ကောင်းကောင်းအိပ်ပါလှိုင်မိုးသူတကားပိတ်သွားတာနဲ့ကျမဆိုဖာပေါ်မှာပြိုလဲကျသွားသည်ကျမမျက်နှာကိုထိလိုက်သည်မျက်ရည်စတွေကျန်နေသေးသည်ဦးစော်လင်းရဲ့မမျော်လင့်ထားတဲ့ပြုမှုမှုကကျမကိုအကြောက်ဆုံးတာဝန်ရဲ့ဝင်ထုတ်ဝင်ပိုးကနေလွတ်မြောက်စေခဲ့သည်အခုထိကြောက်မက်ဖွယ်ကောင်းတဲ့ကြောက်ရွံ့မှုတွေကလွင့်ပြန်သွားခဲ့ပြီးထူးဆန်းတဲ့ခံစားချက်တွေနဲ့အစားထိုးလိုက်သည်အချစ်မဟုတ်ဘူးအဲ့ဒါကစောလွန်းတယ်ဒါပေမဲ့မျော်လင့်ချက်တစ်ခုတော့ဖြစ်သည်အယောင်းဝယ်နဲ့စတင်ခဲ့တဲ့ဒီလက်ထပ်ပွဲကဘေးအန္တရာယ်နဲ့အဆုံးသတ်เสียမလိုဘူးဆိုတဲ့မျှော်လင့်ချက်ပဲဖြစ်သည်ချမ်းသာပြီးလှုပ်ဝက်ဆန်းကျယ်တဲ့ဒီလူကသူ့စကားတွေကိုတကယ်ရိုးသားတယ်ဆိုတဲ့မျှော်လင့်ချက်ပဲဖြစ်သည်ကျမနှင်းစီပန်းချက်တွေနဲ့ပြည့်နေတဲ့ခမ်းနားတဲ့ကတင်စီကိုပြန်သွားသည်မင်္ဂလာဝတ်စုံကိုချွတ်လိုက်ပြီးကလာထိုင်ပေါ်မှာပြစ်ချထားလိုက်သည်ပြင်ဆင်ထားတဲ့ညဝတ်အင်ဂျီကိုဝတ်လိုက်သည်ဦးစော်လင်းရဲ့ယောက်ျားဆန်တဲ့ရေမွေးနှံကအခန်းထဲမှာမှိန်ပြပြလေးရှိနေသေးပဲကျမလှဲချလိုက်သည်3ရက်အတွင်းပထမဆုံးအကြိမ်ဖြစ်ကျမပေါ်ပါတယ်လို့ခံစားရသည်ဦးစော်လင်းကိုကျမမကြောက်တော့ဘူးနာမည်ကြီးရဲ့နောက်ွယ်ကဒီလူအကြောင်းကိုကျမစိတ်ဝင်စားလာပြီဒီထူးဆန်းတဲ့ခံစားချက်ကကျမကိုပြန်ဝဲနေစေသည်ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲစိုးရိမ်ပူပန်မှုတွေကြားမှာအသစ်ပေါက်ဖွာလာတဲ့မျှော်လင့်ချက်ကြောင့်ဖြစ်သည်တင်းမာမှုတွေပြည့်နေနေရမယ့်ပထမဆုံးမင်္ဂလာညကကျမကိုငြိမ်းချမ်းမှုပေးခဲ့သည်ထိုပထမဆုံးညတွင်လှိုင်မိုးသည်သူမခုမှလက်ထပ်ထားသောဦးစော်လင်းသည်သူမထင်ထားသည့်ထက်ပိုမိုရှုပ်ထွေးပြီးပိုမိုကောင်းမွန်သူဖြစ်နိုင်ကြောင်းသိလိုက်ရသည်ဦးစော်လင်းဇနီးအဖြစ်ပထမဆုံးနနက်ခင်းသည်ထူးဆန်းသည်ရန်ကုန်နေအောင်ကြီးကပိတ်ချီလွာများမှတဆင့်နူးညံ့စွာဖြာကျနေသည့်တက်တောင့်တက်တာရှိသောကတင်ကြီးပေါ်တွင်ကျမနိုးထလာသည်မင်းညကဖြစ်ခဲ့သည့်အဖြစ်အပျက်ကိုကျမချက်ချင်းပြန်တွေးမိသည်ဦးစော်လင်းသည်သူ၏ဂတိကိုတည်ခဲ့သည်သူသည်ဧည့်သည်ခန်းတွင်အိပ်ခဲ့ပြီးကျမကိုနေရာပေးခဲ့ကအရေးအကြီးဆုံးမှာကျမအလွန်လိုအပ်သောလေးစားမှုကိုပေးခဲ့ခြင်းဖြစ်သည်ကျမထပြီးဇိမ်ခံစကျင်ကြောက်ရည်ချိုးခန်းသို့ရှောက်သွားသည်အိမ်သာသုံးပစ္စည်းများအားလုံးသည်ကျမအတွက်အသစ်ချီးသာဖြစ်သည်ရေချိုးရင်းကျမ၏ကံကြမ္မာအမြန်ပြောင်းလဲသွားခြင်းကိုဆင်ခြင်မိသည်ရက်နှဲငယ်အကြာကကျမသည်ပကံများဆေးရသောကော်ဖီဆိုင်ဝန်ထမ်းတဦးသာဖြစ်သည်ယခုအခါကျမသည်ဇိမ်ခံဗီလာတစ်ခုတွင်ချမ်းသာကြွယ်ဝသောစီးပွားရေးသမားတဦး၏ဇနီးဖြစ်သည်ရိုးရှင်းသောအဝတ်အစားများဝတ်ဆင်ပြီးနောက်ကျမအခန်းထဲမှထွက်လာရန်ရဲရဲတင်းတင်းထွက်လာခဲ့သည်ဗီလာသည်တိတ်ဆိတ်ပြီးကျယ်ဝန်းလာသည်ဦးစော်လင်းသည်သတင်းစာများနှင့်
စာရွက်စာတမ်းအချို့ဝိုင်းရံထားသောရှည်လျားသောထမင်းစားပွဲတွင်ထိုင်နေသည်ကိုကျမတွေ့လိုက်ရသည်သူသည်တက်ရက်သောစီးပွားရေးဝတ်စုံကိုဝတ်ဆင်ထားပြီးအလုံများသောနေ့ကိုစတင်ရန်အသင့်ဖြစ်နေသည်မင်္ဂလာနံနက်ခင်းပါလှိုင်မှုသူသည်သတင်းစာကိုမကြည့်ဘဲနှုတ်ဆက်သည်သူ့အတန်ကတည်ငြိမ်သည်မင်္ဂလာနံနက်ခင်းပါဦးစော်လင်းကျမရှက်ရွံ့စွာပြန်ဖြေသည်သူကောင်းမောကြည့်ပြီးကျမကိုကြည့်လိုက်သည်ကျွန်တော်ကိုဇော်လင်းလို့ခေါ်ပါကျွန်တော်တို့လက်ထပ်ပြီးသားပါကောင်းပါပြီဇော်လင်းကျမရင်းနှီးအောင်စူးစမ်းရင်းပြောလိုက်သည်သူ့ကိုနာမည်နဲ့ခေါ်ရတာထူးဆန်းနေသည်ထိုင်မှမနှက်စာပြင်ထားပြီးသူသည်စပွဲပေါ်တွင်ပြင်ဆင်ထားသောဇိမ်ခံဟင်းလျာများကိုညွှန်ပြသည်ကျွန်တော်တို့ရဲ့မနှက်စာကတိတ်ဆိတ်နေခဲ့တယ်ကျမဂယုတစိုက်စားနေတယ်အမှားမလုံးမိအောင်စူးစမ်းနေခဲ့တယ်ကျမဇော်လင်းကိုအကဲခတ်နေခဲ့တယ်သူကတည်ငြိမ်စွာထိရောက်စွာစားနေခဲ့တယ်အတွေးထဲမှာနစ်မြုပ်နေပုံရတယ်သူရှိနေပြောခဲ့သလိုသူကတကယ်ကိုအလုံများတဲ့သူပဲကောင်းကောင်းအိပ်ပျော်ခဲ့လားဟုသူကရုတ်တရက်တိတ်ဆိတ်မှုကိုဖြိုခွဲရင်းမေးလိုက်သည်မင်းညကခမားရဲ့ကောင်းမြတ်မှုအတွက်ကျေးဇူးတင်ပါတယ်ဟုကျမနည်းနည်းရှက်ရွံ့စွာဖြေလိုက်သည်ဇော်လင်းကဇွန်းကိုချလိုက်သည်သူကသူ့ပါဇက်ကိုလက်ကင်ပဝါနဲ့တုပ်လိုက်သည်မင်းကြောက်ရွံ့မှုနဲ့နေထိုင်တာမျိုးကိုငါမလိုချင်ဘူးလှိုင်မိုးဒါကရိုးသားမှုအပေါ်တိဆောက်ထားတဲ့လက်ထပ်ပွဲဖြစ်တယ်လို့ငါတို့သဘောတူထားပြီးသားပဲအဲ့ဒီရိုးသားမှုကခါးသီးရင်တောင်မှပေါ့ငါကကျမဝယ်ခဲ့တာမဟုတ်ဘူးငါကအဖော်တယောက်ကိုရွေးချယ်ခဲ့တာကျမနားလဲပါတယ်ဟုကျမပြောလိုက်သည်ရင်ထဲမှာပိုပြီးပေါ်ပါလာသလိုခံစားရသည်ကောင်းပြီအခုမင်းရဲ့တနေ့တာအကြောင်းမင်းလှုပ်ချင်တာကိုလုပ်လို့ရတယ်ရင်မောင်းတဲ့ကားကမင်းကိုပို့ပေးဖို့အသင့်ပဲမင်းဈေးဝယ်ထွက်နိုင်တယ်ရန်ကုန်ကိုလှည့်ပတ်နိုင်တယ်ဒါမှမဟုတ်အိမ်မှာနေလို့ရတယ်ငါမင်းကိုဘာတာဝန်မှမပေးဘူးမင်းငါနဲ့အတူလူမှုရေးလုပ်ငန်းတွေမရှိဘူးဆိုရင်ညဘက်ကြမှအိမ်မှာရှိနေဖို့ပဲလိုတယ်ဟုသူကရှင်းပြသည်သူကကျမကိုလုံးဝလွတ်လပ်ခွင့်ပေးခဲ့သည်ကျမလုံးဝမမျှော်လင့်ထားတဲ့အရာပါသူကကျမဘဝကိုရွှေလောင်အိမ်ထဲမှာတော့ခတ်မထားခဲ့ပါဘူးဒါပေမဲ့ကျမအသုံးဝင်ခြင်းပါတယ်ဇော်လင်းအိမ်မှာကျမဘာကူညီပေးနိုင်မလဲဟုကျမကမ်းလှမ်းလိုက်တဲ့အလကားနေရမှာကိုစိတ်မသက်မသာဖြစ်လို့ပါဇော်လင်းကပါဇက်ဖျားလေးဆွဲပြုံးလိုက်သည်ဒီအိမ်ကိုဂယုစိုက်ပေးမဲ့သူရှိပြီးသားပါလှိုင်မှုဒါပေမဲ့မင်းအချိန်ဖြုံးချင်ရင်တင်ယူတာတွေစလို့ရတယ်ဥပမာနိုင်ငံခြားဘာသာစကားတွေတင်ယူတာပေါ့ငါအကောင်းဆုံးကိုပိုင်ဆရာတယောက်ကိုရှာပေးမယ်တင်ယူခြင်းအံ့အားသင့်စရာကမ်းလှမ်းချက်တစ်ခုပဲသူကကျမကိုပတ်စံပေးုံတင်မဟုတ်ပဲကိုတိုးတက်အောင်လုပ်ဖို့ခွင့်ရေးပါပေးခဲ့တယ်ပညာရေးပြဿနာတွေကြောင့်တက္ကသိုလ်ကနေနားခဲ့ရကလေးကကျမစာသင်ရတာကိုရမ်းစွတ်နေခဲ့တယ်ကျမအယမ်းပျော်မိမှာပါဟုကျမပြောလိုက်သည်မျက်လုံးတွေကတောက်ပနေသည်ကောင်းပြီဒါဆိုသဘောတူပြီနော်ဟုသူကပြောလိုက်သည်ပြီးတော့ထွက်လိုက်သည်ကျွန်တော်ယုံသွားရအောင်မယ်ညနေမှပြန်ရောက်မယ်ကျွန်တော်ကိုမဆောင်ပါနဲ့သူထွက်ခွာသွားပြီးကျမကိုထမင်းစပွဲကြီးမှာတယောက်တည်းထားခဲ့သည်ပထမဆုံးရက်သက်တပတ်တွေဟာလူရိုးလှုပ်စင်အစ်စ်တွေနဲ့ကုံဆုံးသွားခဲ့တယ်ကိုပိုင်ဆရာမစီကနေအင်္ဂလိပ်နဲ့တရုတ်စာတွေသင်ယူခဲ့တယ်ဇော်လင်းကပံ့ပိုးပေးထားတဲ့စာအုပ်တွေကိုဖတ်ခဲ့တယ်တခါတရံဇိမ်ခံမိဖို့ကြောင့်မှရိုးရှင်းတဲ့မြန်မာဟင်းလျာတွေကိုချက်ပြုတ်ဖို့စူးစမ်းခဲ့တယ်ဒီနန်းတော်တွေကိုအိမ်ရဲ့အရသာလေးနည်းနည်းပါလာအောင်ကျမရဲ့သေးငယ်တဲ့စူးစမ်းမှုလေးတွေပေါ့ကျမနဲ့ဇော်လင်းကတပြိုင်တည်းဘဝကိုဖျက်ဆီးနေခဲ့တယ်သူကအလုပ်များနေတယ်ကျမကစာသင်နေတယ်ကျမတို့မနက်ပိုင်းတိတ်ဆိတ်တဲ့ထမင်းစပွဲမှာတွေ့ဆုံကြတယ်တခါတရံညဘက်နောက်ကျတဲ့အထိမပြန်လာရင်ညစာအတူစားကြတယ်အဲ့ဒီတွေ့ဆုံမှုတွေမှာကျမကဇော်လင်းရဲ့တခြားဘက်ချမ်းကိုစတင်မြင်လာခဲ့ရတယ်သူကအေးဆက်ပြီးမာနကြီးတဲ့သူမဟုတ်ဘူးသူကအယမ်းထက်မြက်ပြီးပညာတတ်တယ်ကျမရဲ့စီးပွားရေးအကြောင်းပြောပြတဲ့မေးခွန်းတွေဒါမှမဟုတ်မိုက်မဲတဲ့မေးခွန်းတွေအားလုံးကိုသူကဂယုတစိုက်နားထောင်ပေးတယ်ပြီးတော့စိတ်ရှည်လက်ရှည်ပြန်ဖြေပေးတယ်သူကကျမရဲ့နောက်ခံသမိုင်းကိုဘယ်တော့မှအထင်မသေးခဲ့ဘူးတညနေခင်းမှာကျမတို့နှစ်ယောက်ညစာစားနေတော့ကျမသူ့အတိတ်အကြောင်းကိုမေးခဲ့တယ်သူ့ကိုဝန်းရံနေတဲ့လျှို့ဝှက်ချက်တွေကိုဖွင့်ချဖို့စူးစမ်းခဲ့တယ်ဘာလို့ခမားကရိုးသားမှုကိုအယမ်းတန်ဖိုးထားတာလဲဇော်လင်းဟုကျမရဲရင်စွာမေးလိုက်သည်ဇော်လင်းခဏတာတိတ်ဆိတ်သွားသည်စပွဲပေါ်ကဖျောင်းတိုင်ကိုကြည့်လိုက်သည်သူ့မျက်နှာကပိုပြီးအိုမင်းပြီးဝမ်းနည်းနေပုံရသည်လူတွေကကျွန်တော်ပိုင်ဆိုင်တာကိုပဲမကြာခဏချစ်တတ်ကြတယ်လှိုင်မိုးကျွန်တော်ကဘသူလဲဆိုတာကိုမဟုတ်ဘူးကျွန်တော်ငငယ်တုန်းကအရာရာကိုဆုံးရှုံးခဲ့ဘူးတယ်ဒေဝါလီခံရလူနီးပါးပဲအဲ့ဒီတုန်းကကျွန်တော်ချစ်ရတဲ့သူတွေအားလုံးကျွန်တော်ကိုထားသွားခဲ့တယ်သူတို့ကကျွန်တော်ကိုချစ်တယ်လို့ပြောခဲ့ပေမဲ့တ
ကယ်တော့သူတို့ကကျွန်တော်ယူဆောင်လာတဲ့ဇိမ်ခံပစ္စည်းတွေကိုပဲချစ်ခဲ့ကြတာဟုသူကဖြေလိုက်သည်သူ့အတန်ကနည်းနည်းကျဲနေသည်ကျွန်တော်ပြန်အောင်မြင်လာတော့သူတို့ပြန်လာခဲ့ကြတယ်ဒါပေမဲ့အဲ့ဒါအချစ်မဟုတ်ဘူးဆိုတာကျွန်တော်သိတယ်ကျမသူ့ရဲ့ဇလန်းကိုကြားရတဲ့အခါကျမရင်ထဲကရေခဲတတိုင်းတွေပြိုကျသွားခဲ့တယ်ကျမရဲ့ကြောက်ရွံ့မှုနဲ့အရှုံးပေးမှုတွေဟာဖြည်းဖြည်းချင်းတနာမှုပြီးတော့စာနာမှုနောက်ဆုံးမှာတော့ချစ်တက်လာခြင်းနဲ့ဆန္ဒအဖြစ်ပြောင်းလဲသွားခဲ့တယ်သူကကျမကိုအိမ်ပေးုံတင်မဟုတ်ပဲထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်နုနယ်တဲ့နှလုံးသားကိုပါပေးခဲ့တာဖြစ်သည်ကျမသူ့ပြန်လာကိုမတူညီတဲ့ခံစားချက်တွေနဲ့စောင့်နေတတ်ခဲ့တယ်သူနောက်ကျမှပြန်လာရင်သူ့စပွဲပေါ်မှာလက်ဖက်ရည်နွေးနွေးလေးတစ်ခွက်တင်ထားပေးမယ်သူပင်ပန်းနေပုံရရင်ကျမအကြိုက်ဆုံးရတာရှိတဲ့ဟင်းလျာတွေကိုချက်ပြုတ်ပေးမယ်ဇော်လင်းကဒီပြောင်းလဲမှုတွေကိုသတိထားမိခဲ့တယ်သူကကျမကိုပိုပြီးမကြာခဏပြုံးပြလာခဲ့တယ်အရင်ကအေးဆက်နေတဲ့သူ့မျက်လုံးတွေကအခုပိုပြီးနှွေးထွေးလာခဲ့တယ်ကျမတို့လက်ထပ်ပြီး2 လမြောက်အကုန်မှာတိတာထင်ရှားတဲ့စိတ်ခံစားမှုအပြောင်းလဲတစ်ခုဖြစ်လာခဲ့တယ်ဇော်လင်းကစီမံကိန်းကြီးတစ်ခုကိုအခုလေးတင်အပြီးတက်ခဲ့တာဖြစ်သည်သူကညနေ9 နာရီမှအိမ်ပြန်လာတယ်ပုံမှန်ထက်စောတယ်ပြီးတော့စိတ်ပေါ်ပါနေပုံရတယ်ပြင်ဆင်ထားလှိုင်မိုးငါတို့သွားကြမယ်ဟုသူကလျှို့ဝှက်စမ်းကြယ်စွာပြုံးရင်းပြောလိုက်သည်ဘယ်ကိုလဲဟုကျမမျက်လုံးပြူပြီးမေးလိုက်သည်ရှမ်းပြည်နယ်ကိုဟုသူကဖြေလိုက်သည်သူ့မျက်လုံးတွေတောက်ပနေသည်ကျမအံ့အားသင့်သွားသည်ကျမရွာကိုလားဟုတ်တယ်မင်းမိသားစုကမင်းလက်ထက်သွားတာတည်ပြီးသားပဲဒါပေမဲ့သူတို့မင်းခင်ပွန်းနဲ့ကောင်းကောင်းမွန်မွန်မတွေ့ဆုံရသေးဘူးသူတို့ကိုအကျွေးကနေကဲတင်ပြီးပြီဒါပေမဲ့မင်းပျော်ရွှင်ပြီးလုံခြုံနေဆိုတာကိုသူတို့သိဖို့လိုတယ်ငါသူတို့နဲ့တွေ့ဆုံချင်တာကဲတင်သူအဖြစ်မဟုတ်ပဲသူတို့ရဲ့တားမှတ်အဖြစ်ပဲဟုဇော်လင်းကစစ်မှန်သောရိုးသားမှုဖြင့်ပြောလိုက်သည်ကျမမျက်ရည်တွေထက်ကျလာပြန်သည်ဒါပေမဲ့ဒီတစ်ခါတော့စစ်မှန်တဲ့ပျော်ရွှင်မှုမျက်ရည်တွေဖြစ်သည်ဒီကမ်းလှမ်းချက်ကအပြည့်အဝလက်ခံခြင်းရဲ့သင်္ကေတတစ်ခုပဲဇော်လင်းကကျမကိုမရှက်ဘူးကျမရဲ့ရိုးရှင်းတဲ့နောက်ခံသမိုင်းကိုမရှက်ဘူးသူကဂုဏ်ယူတယ်ပြီးတော့ကျမကိုချစ်တယ်တန်ဖိုးထားတယ်ဆိုတာကိုကျမရဲ့ကဘာကြီးကိုပြခြင်းနဲ့ဇော်လင်းကျေးဇူးတင်ပါတယ်ဟုကျမတိုးတိုးလေးပြောလိုက်သည်ကျမအတန်ကပိတ်ဆို့နေသည်သူကကျမစီကိုရှောက်လာပြီးမင်္ဂလာညကလေးကပထမဆုံးအကြိမ်ဖြစ်ကျမကိုဖတ်လိုက်သည်သူ့ရဲ့ပွေးဖက်မှုကနှွေးထွေးတယ်ခိုင်မာတယ်ပြီးတော့စိတ်အေးစေတယ်ကျမလည်းသူ့ကိုပြန်ဖတ်လိုက်တယ်ရင်ဘတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တွေလှုပ်ရှားနေတာကိုခံစားရတယ်အသစ်ဆန်းတဲ့လှပတဲ့ခံစားချက်တစ်ခုပဲအဲ့ဒီအချိန်မှာကျမခင်ပွန်းရဲ့ရင်ခွင်ထဲမှာကျမရဲ့တန်တရားတွေအားလုံးကိုကြော်လွန်ပြီးစစ်မှန်တဲ့အချစ်မျိုးစေ့တွေကျမရင်ထဲမှာစတင်ရှင်သန်နေပြီဆိုတာကိုသိလိုက်ရသည်ရှမ်းပြည်နယ်ကိုခရီးထွက်ရတာကတခြားဘဝတစ်ခုကိုပြန်ရောက်သွားသလိုခံစားရတယ်။ဇော်လင်းကကျမကိုအိမ်ပြန်ခေါ်သွားဖို့ဆုံးဖြတ်ခဲ့တာကရိုးရိုးရှင်းရှင်းလေပတ်တာမျိုးမဟုတ်ဘူး။ဒါကကျမတို့ရဲ့လက်ထပ်ထိမ်းမြမှုအတွက်အမှန်တကယ်လက်တွေ့ကျတဲ့သက်သေပြချက်ပဲ။ဒါကသူကျမကိုတကယ်တန်ဖိုးထားတယ်ဆိုတာပြသနေတာပဲ။ကျမရဲ့ရိုးရှင်းတဲ့ယဉ်ကျေးမှုအမြင့်တွေနဲ့တောင်မှအပြည့်အစုံပေါ့။ကျမတို့ရန်ကုန်ကနေလေရင်နဲ့တောင်ကြီးကိုသွားခဲ့ကြတယ်။ဇိမ်ခံလေရင်ထဲမှာကျမအယမ်းရှက်ရွံ့နေခဲ့တယ်။ဇော်လင်းကတော့စီးပွားရေးအစီရင်ခံစာတွေကိုဖတ်နေရင်စိတ်အေးလက်အေးပုံစံမျိုးနဲ့ရှိနေခဲ့တယ်။သူကကျမရဲ့စိုးရိမ်ပူပန်မှုတွေကိုမြင်ပြီးပြုံးလိုက်တယ်။စိတ်အေးအေးထားပါလှိုင်မိုးငါကျင်သားရပြီးသားပါဒါကပိုပြီးတည်ငြိမ်တဲ့တထေးတယောက်နဲ့တူတယ်လို့သဘောထားလိုက်ပါဟုသူကနောက်ပြောင်သည်အဲ့ဒီရိုးရှင်းတဲ့နောက်ပြောင်မှုကကျမကိုနည်းနည်းလေးစိတ်ပေါ်ပါစေခဲ့တယ်။တောင်ကြီးကနေကျမတို့ရွာကိုကားနဲ့ဆက်သွားခဲ့တယ်။ကားမောင်းသူနဲ့လုံခြုံရေးအတွက်လက်ထောက်တအူးပါတဲ့ငှားရမ်းထားတဲ့ကားကိုအသုံးပြုခဲ့တယ်။လုံခြုံရေးအဆောင်ရှောက်ကအလွန်ကျွံဖြစ်နေတယ်လို့ခံစားရပေမဲ့ဇော်လင်းကသူ့ရဲ့ဘေးကင်းရေးအတွက်အခိုင်အမာပြောခဲ့တယ်။ကျွန်တော်တို့ရဲ့အခမ်းအနားကိုအနှောင့်အယှက်ပေးမဲ့ကိစ္စမျိုးမဖြစ်စေချင်ဘူး။ဘေးကင်းရေးကအဓိကပဲဟုသူကတိုတိုတုတ်တုတ်ပြောလိုက်သည်။ကားကကျန်းတန်းတဲ့ကြေးရွာလမ်းထဲကိုဝင်လာတော့ကျမရင်ဘတ်ထဲမှာအသေးအတန်ခုန်နေခဲ့တဲ့စိမ့်လန်းဆိုပြီးတဲ့လယ်ကွင်းတွေရိုးရှင်းတဲ့တစ်သားအိမ်တွေပြီးတော့ဆူဆွတ်နေတဲ့မြေကြီးနှံတွေကကျမကိုချက်ချင်းကြိုဆိုခဲ့တယ်။ဒါကကျမခြေပလာနဲ့ပြေးလွှားခဲ့ဘူးတဲ့အိမ်ပဲ။မင်းအိမ်ကလှလိုက်တာလှိုင်မိုးဒီကလေးကတန်ရှင်းတယ်လို့ခံစားရတယ်ဟုရန်ကုန်ပင်လယ်လေးနဲ့သာကျင်သားရနေတဲ့ဇော်လင်းကမှတ်ချက်ပေးသည်ဟုတ်တယ်ဇော်လင်းဒီမှာပဲကျမကိုပြုစုပြောထောင်ခဲ့တာဟုကျမဖြေလိုက်သည်မျက်လုံးထဲမှာမျက်ရည်တွေစတင်လှည့်ပတ်လာသည်ကျမတို့အိမ်ရှိကိုရောက်လာခဲ့သည်အိမ်ကတတ်တတ်ရက်ရက်ရှိနေပုံရသည်
အမေနဲ့အဖေကအခုချင်းချောက်မှုတွေမရှိတော့ဘဲအိမ်ကိုဂယုစိုက်နိုင်ပြီဆိုတာရဲ့တက်သေးပဲအိမ်နီးနားချင်းအနှဲငယ်ကစုဝေးနေကြပြီးဇိမ်ခံကားကြီးတစ်စီးကလှိုင်မိုးရဲ့အိမ်ရှိမှာရက်နေတာကိုမြင်ပြီးတိုးပြောနေကြသည်အဖေနဲ့အမေကလေကားထိပ်မှာကျမတို့ကိုကြိုဆိုခဲ့ကြတယ်အဖေကအားနည်းနေသေးပေမဲ့သူ့အပြုံးကပြုံးရွှင်နေပြီးအမေကတော့သူ့ရဲ့အကောင်းဆုံးမြမဝတ်စုံကိုဝတ်ထားသည်သူတို့နောက်မှာကျမညီလေးရာကန်နဲ့ညီမလေးနှင်းတို့ကရှေ့ရွံ့စွာပေါ်လာသည်ထိုတွေ့ဆုံမှုသည်အလွန်ပင်စိတ်လှုပ်ရှားဖွယ်ရာအခိုက်အတန့်ဖြစ်ခဲ့သည်အမေကကျမကိုတင်းကျပ်စွာပွေးဖက်ပြီးဝမ်းသာအားရငိုကြွေးသည်အဖေကကျမလက်ကိုလှုပ်ရမ်းပြီးဇော်လင်းကိုကျေးဇူးတင်သောမျက်လုံးများဖြင့်ကြည့်သည်ကျေးဇူးတင်ပါတယ်တားစော်လင်းကျွန်တော်တို့အိမ်ကိုကယ်တင်ပေးပြီးကျွန်တော်တို့သမီးကိုစောင့်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုအဖေကအတန်ကျဲကြီးဖြင့်ပြောလိုက်သည်ဇော်လင်းကအဖေရဲ့လက်ကိုကင်ပြီးလေးစားစွာနည်းနည်းဥညွတ်လိုက်သည်ဖေနဲ့မေကျွန်တော်ဇော်လင်းပါဖေတို့ရဲ့တာမတ်ပါကျွန်တော်ကိုကောင်းချီးပေးပါဦးလှိုင်မိုးကကျွန်တော်ဇနီးပါပြီးတော့သူကကျွန်တော်အတွက်အဖိုးမဖြတ်နိုင်တဲ့ယတနာပါအဖိုးမဖြတ်နိုင်တဲ့ယတနာဆိုတဲ့စကားလုံးတွေကကျမနှလုံးသားကိုဝမ်းနည်းပွေရာစိုက်ဝင်လာခဲ့သည်သူကကိုကဲတင်ရှင်ဒါမှမဟုတ်ပတ်စံပေးသူအဖြစ်မပြောခဲ့ဘူးသူကသူ့ဇနီးကိုတန်ဖိုးထားတဲ့ခင်မွန်းတယောက်အဖြစ်ကိုတင်ပြခဲ့တယ်ကျမတို့အဲ့ဒီမှာ2 ရက်နေခဲ့ကြတယ်ဇော်လင်းကလူတိုင်းကိုအထူးသဖြင့်ကျမကိုအံ့အားသင့်စေခဲ့တယ်သူကမောက်မာတဲ့ပုံစံမျိုးမပြခဲ့ဘူးသူကကော်စောပေါ်မှာထိုင်ပြီးစားတယ်အမေရဲ့ရိုးရှင်းတဲ့ကြေးရွာဟင်းလျာတွေကိုအရသာရှိစားခဲ့တယ်။သူကအဖေရဲ့ရွာသမိုင်းအကြောင်းကိုစိတ်ရှည်လက်ရှည်နားထောင်ခဲ့တယ်။သူကရာကန်နဲ့အတူစွန်းတောင်းလိုက်ကစားခဲ့လို့ကျမညီလေးရေမောပျော်ရွှင်ခဲ့တယ်။ဒါကသူ့စီကနေကျမမကြာခဏမြင်ရတဲ့အရာမျိုးမဟုတ်ဘူးဇော်လင်း။ချမ်းသာကြွယ်ဝတဲ့စီးပွားရေးသမားကြီးဟာသူ့ရဲ့ဇိမ်ခံဗီလာမှာရှိနေတာထက်ရွာရဲ့ရိုးရှင်းမှုတွေကြားမှာပိုပြီးပျော်ရွှင်ပြီးစိတ်အေးလက်အေးရှိနေပုံရတယ်။ညဘက်မှာကျမတို့ကလေးဘဝကအိတ်ခမ်းလေးမှာအိတ်ခဲ့ကြတယ်။ကျမတို့ကွဲကွာပြီးပြန်အိတ်ခဲ့ကြတယ်။ဇော်လင်းကကျမ်းပြင်မှာခေါင်းမွေရာနဲ့အိတ်ပြီးကျမကတစ်သားကုတင်ပေါ်မှာအိတ်တယ်။အဲ့ဒီညကလူတိုင်းအိတ်ပျော်သွားပြီးနောက်မှာကျမကမိန်လေးမီးအောင်မှာစာဖတ်နေတဲ့ဇော်လင်းစီကိုသွားခဲ့တယ်။ဇော်လင်းခမားဘာလို့ဒီအရာတွေအားလုံးကိုလုပ်ခဲ့တာလဲခမားဒီမှာအရန်ပျော်နေပုံရတယ်ဟုကျမသူ့ဘေးမှာထိုင်ရင်းမေးလိုက်သည်သူကသူ့စာအုပ်ကိုပိတ်လိုက်ပြီးပြုံးလိုက်သည်ဒါကတကယ်အစ်အမှန်မို့လို့လှိုင်မိုးဒီမှာမျက်နှာဖုံးမရှိဘူးနောက်ွယ်ကရည်ရွယ်ချက်မရှိဘူးမိသားစုကမင်းကိုအခြေအနေမဲ့ချစ်တယ်ပြီးတော့သူတို့ငါ့ကိုငါရဲ့ချမ်းသာမှုကြောင့်မဟုတ်ပဲမင်းရဲ့ခင်ပွန်းမို့လို့လက်ခံတယ်သူကကျမလက်ကိုကင်လိုက်သည်မင်းဖေပြုံးနေတာမြင်ရတာမင်းညီလေးရိုးရှင်းတဲ့အရာလေးတွေကြောင့်ရေမောနေတာမြင်ရတာဒါကပတ်စံနဲ့ဝယ်လို့မရတဲ့စစ်မှန်တဲ့ဇိမ်ခံမှုပဲမင်းကငါ့ကိုမူလနေရာကိုပြန်ခေါ်သွားခဲ့တယ်လှိုင်မိုးသူဤဝန်ခံချက်ကိုကြားလိုက်ရသောအခါကျမနှလုံးသားသည်လုံးဝပေါ်ပါလွတ်လပ်သွားခဲ့သည်အကျွေးများမှလွတ်မြောက်ယုံသာမကတန်တရားများမှလည်းကင်းဝေးသွားခဲ့သည်ကျမသည်ဦးစော်လင်းကိုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်အာရက်မှလျှို့ဝှက်စမ်းကြဲသောအမျိုးသားတဦးအဖြစ်မမြင်တော့ပေကျမ၏ခင်ပွန်းအဖြစ်မြင်လိုက်ရသည်ကျမရင်ထဲတွင်ပြန့်လွင့်နေသောခံစားချက်သည်စာနာမှုသို့မဟုတ်ကျေးဇူးတင်မှုမျှသာမဟုတ်တော့ဘဲစစ်မှန်သောအချစ်ဖြစ်ကြောင်းကျမသဘောပေါက်လိုက်သည်လေးစားမှုနားလည်မှုနှင့်လက်ခံမှုတို့မှပေါက်ဖွားလာသောအချစ်ဖြစ်သည်သူ၏စွမ်းအားနောက်ွယ်မှထိရှလွယ်သောစိတ်ကိုကျမချစ်သည်သူ၏အသစ်တွေ့ရှိရသောလူသားဆန်မှုပတ်ချမ်းကိုကျမချစ်သည်ကျမခမားကိုချစ်တယ်ဇော်လင်းထိုစကလုံးများသည်မစီစဉ်ထားဘဲရုတ်တရက်ထွက်ပေါ်လာခဲ့သည်သူအံ့အားသင့်သွားမည်သို့မဟုတ်ရှက်ရွံ့သွားမည်ကိုစိုးရိမ်၍ကျမအသက်အောင်ထားလိုက်သည်ဇော်လင်းကကျမကိုကြည့်လိုက်သည်သူ၏ညိုမဲသောမျက်လုံးများယခုအခါနှွေးထွေးမှုအပြည့်ဖြင့်ပြည့်နှက်နေသည်သူ၏အပြုံးသည်စစ်မှန်ပြီးပျော်ရွှင်မှုအပြည့်ဖြင့်ဖော်ပြနေသည်ကျွန်တော်သိတယ်လှိုင်မိုးကျွန်တော်သိတယ်ဟုသူကနူးညံ့စွာဖြေလိုက်သည်ထို့နောက်သူကကျမကိုရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်ရန်ကုန်တွင်နှုတ်ဆက်ဖက်ခြင်းနှင့်မတူသောဖက်ခြင်းမျိုးဖြစ်သည်ယင်းသည်ချီနှောင်မှု၏ပွေ့ပတ်ခြင်းဖြစ်သည်မင်းကိုချစ်ဖို့ခွင့်ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုသူကကျမစပင်ထဲတိုးလေးပြောလိုက်သည်ထိုညကကျမကလေးဘဝကရိုးရှင်းသောအခန်းလေးထဲမှာပါလွှာတဲ့ခေါင်းမွေရာပေါ်မှာကျမတို့ကွဲကွာပြီးအိပ်ဆက်ခြင်းမရှိတော့ဘူးထိုညကကြေးရွာဤရိုးရှင်းမှုတွေကြားမှာကျမတို့ရဲ့အချစ်တွေပြည့်စုံခဲ့တယ်ဒါကပထမဆုံးအဓိပ္ပာယ်ရှိတဲ့ညပဲရန်ကုန်ကဇိမ်ခံမှုတွေအားလုံးကိုကြော်လွန်ပြီးစိတ်ခံစားမှုအထွတ်ထိပ်ရောက်ခဲ့တဲ့ညပဲလှိုင်မိုးရွာကိုလဲပတ်ခဲ့ခြင်းသည်
စစ်မှန်သောအလှည့်အပြောင်းတစ်ခုဖြစ်သည်လှိုင်မိုးသည်ဇော်လင်းကိုရိုးသားစွာယုံကြည်ခဲ့ပြီးထိုအချိန်၌လက်ထပ်ထိမ်းများခြင်းလုပ်ငန်းသည်ရိုးရှင်းမှုများကြားတွင်ပွင့်လန်းလာသောစစ်မှန်သောအချက်ဖြစ်သို့ပြောင်းလဲသွားခဲ့သည်ရှမ်းပြည်နယ်ကနေပြန်လာတာကကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပဲကျမတို့ရန်ကုန်ကနိဗ္ဗာန်လို့ခေါ်တဲ့တောင်ကုန်းပေါ်ကဇိမ်ခံဗီလာစီပြန်ရောက်ခဲ့ကြတယ်ဒါပေမဲ့ကျမတို့ကြားကလေထုကလုံးဝကွဲပြားနေပြီကျမတို့ကိုပိုင်းခြားထားတဲ့နေရန်တွေပြိုကျသွားပြီးခိုင်မာတဲ့စိတ်ခံစားမှုတရားတွေနဲ့အစားထိုးလိုက်တဲ့အရင်ကရွှေရောင်နန်းတော်မှာသူစိမ်းတယောက်လိုခံစားခဲ့ရတဲ့ကျမကအခုတော့အိမ်တအိမ်ကကျမကိုစောင့်နေတယ်ဆိုတာကိုသိနေရလို့တက်တောင့်တက်တာရှိနေခဲ့ပြီးဇော်လင်းပြန်ရောက်ပြီးနောက်တနေ့မနက်မှာကျမတို့အတူမနက်စာစားခဲ့ကြတယ်ဇော်လင်းကအံ့ဩစရာကောင်းတော့အောင်လမ်းဆန်းနေပုံရတယ်သူမနက်စာစားနေရင်စာရွက်စာတမ်းတွေဒါမှမဟုတ်သတင်းစာတွေမဖတ်တော့ဘူးအဲ့ဒီအစားသူကကျမနဲ့စကားပြောတယ်ကျမညီမလေးတွေရဲ့အသေးစိတ်အချက်လက်တွေနဲ့သူတို့ရဲ့အနာဂတ်အစီအစဉ်တွေအကြောင်းမေးမြန်းခဲ့တယ်ရာဂန်ကစစ်သားဖြစ်ချင်တဲ့ဇော်လင်းနှင်းနှင်းကဆရာမဖြစ်ချင်တဲ့ကျမမျက်လုံးတွေတောက်ပနေရင်ပြောလိုက်သည်သူတို့အခုအရန်စိတ်အားထက်သန်နေကြတယ်ခမားကြောင့်အားလုံးပဲသူတို့ကငါရဲ့တာဝန်လည်းဖြစ်တယ်လှိုင်မိုးဟုသူကနှွေးထွေးစွာပြုံးရင်းဖြေလိုက်သည်ဒါပေမဲ့သူတို့ကိုတော့မပြောပါနဲ့သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့သူတို့ကိုယ်တိုင်စူးစမ်းပါစေပတ်စံကကရိယာတစ်ခုပဲပန်းနိုင်မဟုတ်ဘူးကျမခေါင်းငိမ်ပြီးသဘောတူလိုက်သည်အခုတော့ကျမတို့စာချုပ်တွေဒါမှမဟုတ်တာဝန်တွေအကြောင်းမပြောတော့ဘူးကျမတို့ရဲ့အနာဂတ်အကြောင်းပြောနေကြပြီအချစ်တွေပွင့်လန်းလာပြီဖြစ်ပေမဲ့ကျမတို့ကတော့အိမ်အောင်သေးဘဝရဲ့လက်တွေ့ကျတဲ့အခြေအနေအသစ်ကိုရင်ဆိုင်ရအောင်မှာပဲကျမတို့ကစီးပွားရေးအရာလက်ထက်ချင်းကနေစိတ်ခံစားမှုအရာလက်ထက်ချင်းစီကိုရောက်လာခဲ့ပြီးဒါပေမဲ့ကျမတို့ဒီဆက်ဆံရေးအသစ်ကိုရှုပ်ထွေးတဲ့ဇော်လင်းရဲ့ပြင်ပကဘာကိုမိတ်ဆက်ပေးရအောင်မှာပဲရက်အနှဲငယ်အကြာမှာဇော်လင်းကနိုင်ငံတကာအဆင့်မီဟိုတယ်တစ်ခုမှာအရေးကြီးတဲ့ပရာဟိတပွဲကိုတက်ရောက်ရမယ်လို့ကြေညာခဲ့တယ်။ဒါကကျမရဲ့ဇော်လင်းဇနီးအဖြစ်ပထမဆုံးလူမှုရေးပွဲပဲကျမစိုးရိမ်စိတ်တွေပြန်ဝင်လာပေမဲ့ဒီတစ်ခါတော့ကျမဘေးမှာဇော်လင်းရှိနေတယ်။ဘာမှစိတ်မပူပါနဲ့ဟုကျမကသူ့ရဲ့လှပတဲ့ပိုးထည်ညနေခင်းဝတ်စုံကိုစမ်းဝတ်နေတုန်းသူကပြောလိုက်တယ်။သူတို့ကမင်းရဲ့အဝတ်စားတွေကိုမြင်နိုင်ပေမဲ့သူတို့ကမင်းရဲ့စိတ်ဓာတ်ကိုအကဲဖြတ်လိုက်မယ်ပြီးတော့မင်းရဲ့စိတ်ဓာတ်ကဘာပြစ်မှမရှိဘူး။ပွဲညမှာကျမဇော်လင်းနဲ့အတူဘေးချင်းရှင်ပြီးရက်နေခဲ့တယ်။သူကခန့်ညားပြီးခန်းထားနေပုံရတယ်။ကျမကတော့ရှက်ရွံ့နေပုံမရအောင်စူးစမ်းနေခဲ့တယ်။ဇော်လင်းရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေတန်တမန်တွေပြီးတော့လူမှုရေးအတိုင်းဝိုင်းကလူတွေကကျမတို့ကိုကြိုဆိုခဲ့ကြတယ်။ကျမအလုပ်လုပ်ခဲ့တဲ့ကော်ဖီဆိုင်နဲ့လုံးဝကွဲပြားခြားနားတဲ့ကဘာတစ်ခုပဲ။လူအုပ်ကြီးထဲမှာကျမမျက်လုံးတွေကအလွန်လှပပြီးဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတဦးကိုဖမ်းဆားလိုက်မိတဲ့ညီရဲနေတဲ့ဂါဝင်ကိုဝတ်ထားပြီးသပင်ရွှေရောင်ကအပြစ်အနာအစာမရှိလှပနေခဲ့တဲ့သူမကကလော်ဒီယာဇော်လင်းရဲ့ရှေ့နေကမကြာခဏပြောဘူးတဲ့ရင်းနှီးတဲ့စီးပွားရေးလုပ်ဖော်ကိုင်ဘက်တဦးဖြစ်သည်ကလော်ရီယာကကျမတို့စီကိုရှောက်လာခဲ့တယ်။သူမကဇော်လင်းကိုရင်းနှီးစွာပွေ့ဖက်လိုက်တယ်။ကျမမဖိတ်ခေါ်ပဲတဝင်းတိုမှုရဲ့ထူးဆန်းတဲ့ခံစားချက်လေးနည်းနည်းတိုးဝင်လာခဲ့တယ်။ဇော်လင်းမင်းနောက်ဆုံးတော့ပေါ်လာတော့တာပဲမင်းလက်ထက်သွားပြီလို့ကြားတယ်ဟုကလော်ရီယာကလှောင်ပြောင်တန်နည်းနည်းပါတဲ့အတန်မာမာနဲ့ပြောလိုက်တယ်။သူမကကျမဘက်ကိုလှည့်လာပြီးကျမကိုအပေါ်အောက်အကဲခတ်ကြည့်လိုက်သည်။သူမအကြည့်တွေကထက်မြက်တယ်အကဲဖြတ်တယ်ပြီးတော့လောင်ပြောင်နေတဲ့အော်ဒါကမင်းရဲ့ဇနီးအစ်စ်လားမင်းဘယ်ကနေရှာတွေ့တာလဲဇော်လင်းမင်းရဲ့စီမံကိန်းတွေတဲကတခုမှလားဟုသူမကလောင်ပြောင်တဲ့အတန်နဲ့မေးလိုက်သည်သူမကအထင်သေးတဲ့လေတံကိုမဖုံးဝယ်ခဲ့ဘူးကျမပါပြင်တွေပူတက်လာသလိုခံစားရတယ်ကျမရဲ့ခုမှပြန်ကောင်းလာတဲ့ဂုံတိတ်ခါတွေပြန်လဲပျက်စီးသွားပြန်ပြီးသူကကျမကိုလှုံ့ဆော်ဖို့စ조사နေတာကျမရဲ့တကယ့်အခြေအနေကိုသတိရစေဖို့စ조사နေတာဆိုတာကျမသိတယ်ကျမပါဇက်မဖွင့်ခင်မှာပဲဇော်လင်းကကျမခါကိုလက်နဲ့ဖတ်လိုက်တယ်ကျမကိုသူ့နားကိုဆွဲယူပြီးအေးဆက်ပြီးပြတ်သားတဲ့လေတံနဲ့ပြောလိုက်တယ်ကလော်ရီယာဒါကလှိုင်မိုးကျွန်တော်ဇနီးပါကျွန်တော်တို့ဘယ်နေရာကမှသူ့ကိုရှာတွေ့ခဲ့တာမဟုတ်ဘူးကျွန်တော်တို့တယောက်ကိုတယောက်ရွေးချယ်ခဲ့ကြတာဟုဇော်လင်းကရွေးချယ်ခဲ့ကြတာဆိုတဲ့စကားလုံးကိုအလေးအနက်ထားပြောလိုက်သည်ပြီးတော့လှိုင်မိုးကကျွန်တော်ဘဝမှာအစစ်မှန်ဆုံးနဲ့အဖိုးထိုက်တန်ဆုံးအဖော်တယောက်ပါဇော်လင်းကကလော်ဒီယာရဲ့မျက်လုံးတွေကိုတဲတဲစိုက်ကြည့်လိုက်သည်ကျွန်တော်တို့ရဲ့ခင်မင်ရင်းနှီးမှုနဲ့မိတ်ဖက်မှုကိုကျွန်တော်တန်ဖိုးထားပါတယ်ဒါပေမဲ့ကျွန်တော်ဘသူကိုမှကျွန်တော်ဇနီးကိုအထင်မြင်သေးအောင်ခွင့်မပြုဘူးကလော်ရီယာတိတ်ဆိတ်သွားတယ်သူမအပြုံးပျောက်ကွယ်သွားတယ်
သူမကအရင်ကအမြဲတမ်းလွှမ်းမိုးတတ်တာဖြစ်နိုင်ပေမဲ့ဇော်လင်းရဲ့ပြတ်သားတဲ့အမူအရာကဒီတစ်ခါတော့သူမကိုနောက်ဆုတ်သွားစေခဲ့တယ်။ကောင်းပါပြီ။ဇော်လင်းမင်းနဲ့တွေ့ရတာဝမ်းသာပါတယ်။လှိုင်မိုးဟုသူမကအတင်းအကျပ်ယဉ်ကျေးတဲ့လေသံနဲ့ပြောလိုက်သည်။ကလော်ရီယာထွက်သွားပြီးနောက်မှာဇော်လင်းရဲ့လက်ကကျမခါကိုတင်းတင်းကြပ်ကြပ်ဖတ်ထားဆဲပဲအဆင်ပြေရဲ့လားဟုသူကနူးညံ့စွာမေးလိုက်သည်။ကျမနည်းနည်းတုန်လှုပ်သွားသည်သူကကျမရဲ့အခြေအနေကိုသတိပေးခဲ့တာဟုကျမတိုးတိုးလေးပြောလိုက်သည်ဇော်လင်းကကျမကိုသူ့ဘက်သို့လှည့်လိုက်သည်မင်းရဲ့အခြေအနေကဇော်လင်းစနီးပဲတခြားဘာမှမရှိဘူးသူတို့အထင်မြင်သေးပါစေအဲ့ဒါကသူတို့နှလုံးသားကိုမဖတ်နိုင်ဘူးဆိုတဲ့လက္ခဏာပဲမင်းကငါရဲ့ဦးစားပေးပဲအဲ့ဒါကိုအမြဲတမ်းမှတ်ထားသူကသူများတွေရှေ့မှာပြက်ပြက်သားသားကာကွယ်ပေးတာကကျမနှလုံးသားကိုနှွေးထွေးစေခဲ့တယ်ကျမကိုစမ်းသပ်ဖို့စ조사နေတဲ့လူမှုရေးအတိုင်းဝိုင်းရဲ့တောက်ပမှုတွေကြားမှာဇော်လင်းကကျမရဲ့ဒိုင်းဖြစ်လာခဲ့တယ်။သူကကျမနဲ့ပတ်သက်ပြီးအလေးအနက်ထားတယ်ဆိုတာကိုကဘာကြီးကိုပြသခဲ့တယ်ပြီးတော့သူကကျမကိုတကယ်တန်ဖိုးထားတယ်။ခဏတာပေါ်ပေါက်လာတဲ့ကျမရဲ့တဝန်တိုမှုတွေဟာကျေးဇူးတင်မှုနဲ့ပုံမနှဆိုင်တဲ့အချစ်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ကျမတို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုကအကျွေးဒါမှမဟုတ်အတိတ်မဟုတ်တော့ပဲမနာလိုမှုနဲ့အထင်မြင်သေးမှုတွေကြောင့်ကျမတို့ကိုခွဲခွာဖို့စ조사နေတဲ့ပြင်ပကဘာဖြစ်တယ်ဆိုတာကိုကျမသဘောပေါက်လိုက်တယ်ဒါပေမဲ့ကျမတို့ပထမဆုံးအတားအဆီးကိုအောင်မြင်စွာဖြစ်ကျော်နိုင်ခဲ့ပြီတဝန်တိုမှုနဲ့လူမှုရေးအထင်မြင်သေးမှုရဲ့စိန်ခေါ်မှုပဲကျမတို့အဲ့ဒီညကိုဆက်သွားခဲ့တယ်ပြီးတော့ကျမပိုပြီးတက်တောင့်တက်တာရှိလာခဲ့တယ်ကျမမကြောက်တော့ဘူးကျမလူတွေကိုပြုံးပြတယ်ကိုယုံကြည်မှုရှိရှိပြောဆိုတယ်ဘာလို့လဲဆိုတော့ကျမခင်ပွန်းစီကနေအပြည့်အဝပံ့ပိုးမှုရှိတယ်ဆိုတာကျမသိနေလို့ပဲထိုညကအိမ်ပြန်လန်းတွင်ကားထဲ၌ကျမဇော်လင်းပခုံးကိုမှီလိုက်သည်ဒီညအတွက်ကျေးဇူးတင်ပါတယ်ဟုကျမပြောလိုက်သည်မင်းရှိရင်ဆွဲအတိုင်းဖြစ်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်လှိုင်မိုးဟုသူကဖြေလိုက်သည်ကျွန်တော်ပြဆက်တွေနဲ့ဟန်ဆောင်မှုတွေနဲ့ပင်ပန်းနေပါပြီမင်းကကျွန်တော်ရှာဖွေနေတဲ့အိမ်ပဲဇော်လင်းကလှိုင်မိုးကိုရွာသူမလေးဖြစ်မမြင်ပေအိမ်ဖြစ်မြင်သည်လှိုင်မိုးအတွက်မူကလော်ရီယာရှေ့တွင်ဇော်လင်း၏ကာကွယ်မှုသည်စီးပွားရေးအရလက်ထက်ချင်းမှစစ်မှန်သောဆက်ဆံရေးသို့ပြောင်းလဲသွားခဲ့ကြောင်းလက်တွေ့သက်သေဖြစ်သည်ယင်းသည်သူမကိုအေးဆက်သောရွှေနန်းတော်အလယ်တွင်လေးစားခံရသောဇနီးတဦးအဖြစ်ထားရှိခဲ့သည်ကလော်ရီယာနှင့်ဖြစ်ပျက်ပြီးနောက်ကျမတို့ဆက်ဆံရေးပုံမနှဆိုင်လာခဲ့သည်ဇော်လင်း၏ပြတ်သားသောကာကွယ်မှုကကျမ၏ယုံကြည်မှုကိုခိုင်မာစေပြီးကျမ၌ကြန့်ရှိနေသေးသောအောက်ကျခံရသောခံစားချက်များကိုလုံးဝဖျက်ဆီးပစ်ခဲ့သည်ကျမသည်လက်ခံယုံသားမကဇော်လင်း၏ဘဝတွင်တက်ကြွစွာပါဝင်လာခဲ့သည်သူလိုအပ်သောစစ်မှန်သောအဖော်တဦးဖြစ်လာအောင်စ조사ခဲ့သည်သို့သောအသစ်ပေါက်ဖွားလာသောအချစ်သည်တကယ်တမ်းခိုင်မာစေရန်မုံတိုင်းများကိုဖျက်ဆီးရတတ်သည်ဇော်လင်း၏အလုပ်များပုံမတောင်းဆိုလာခြင်းမှတင်းမာမှုများပေါ်ပေါက်လာခဲ့သည်ရန်ကုန်ရှိစီမံကိန်းကြီးတစ်ခုသည်အာယုံဆိုင်မှုအပြည့်အဝလိုအပ်ပြီးသူသည်တပတ်လျင်တစ်ကြိမ်ခရီးသွားလာရသည်ယခင်ကနှွေးထွေးခဲ့သောနိဗ္ဗာန်ဗီလာသည်ယခုအခါပြန်လည်တိတ်ဆိတ်သွားခဲ့သည်ကျမသည်ဘာသာစကားသင်တန်းများနှင့်ကျမကြိုက်သောလူမှုရေးလုပ်ငန်းဆောင်တာအသေးစားများဖြင့်အချိန်ဖြည့်ရန်စ조사ခဲ့သည်သို့သောသူမရှိဘဲညများသည်ရှေလျားအေးဆက်နေသည်တညနေခင်းမှာဇော်လင်းရန်ကုန်ကနေပြန်ရောက်လာခဲ့တယ်သူကကိုခန္ဓာပိုင်းဆိုင်ရာတင်မဟုတ်ပဲစိတ်ပိုင်းဆိုင်ရာပါအယမ်းပင်ပန်းနေပုံရတယ်သူကသူ့ရုံးခန်းထဲကိုတန်းသွားပြီးစပွဲပေါ်မှာစာရွက်စာတမ်းတွေပုံထားခဲ့တဲ့ညနေတဲ့အထိအပြေမထွက်ခဲ့ဘူးကျမကသူ့အကြိုက်ဆုံး Oracle လက်ဖက်ရည်ကိုပြားရည်နည်းနည်းနဲ့ဖြော်ပြီးရုံးခန်းကိုယူသွားခဲ့တယ်ကျမတကားကိုဖြည်းဖြည်းချင်းခောက်လိုက်တဲ့ဝင်ခဲ့လိုက်မို့ဟုသူကပင်ပန်းတဲ့အတန်နဲ့ဖြေလိုက်သည်ကျမဝင်သွားခဲ့တယ်သူ့ရုံးခန်းကကျဲတယ်အမှောင်ရောင်တွေနဲ့စာအုပ်စင်မြင့်ကြီးတွေကလွှမ်းမိုးထားတဲ့ဇော်လင်းကသူ့ကလားထိုင်မှာထိုင်ပြီးနားထင်ကိုနှိမ့်နေနေတယ်ကျမလက်ဖက်ရည်ဖြော်ထားတယ်ဟုကျမပြောလိုက်တဲ့ခွက်ကိုစပွဲပေါ်တင်လိုက်တယ်ကျေးဇူးတင်ပါတယ်ဟုသူကပြောလိုက်သည်သူ့အကြည့်တွေကစာရွက်ပုံတွေပေါ်မှာရှိနေသေးပဲပြဿနာရှိလားဇော်လင်းဟုကျမရဲရဲတင်းတင်းမေးလိုက်သည်ဇော်လင်းတက်ပြင်းရှည်ကြီးချလိုက်သည်စီးပွားရေးပြဿနာပါကျွန်တော်တို့ရဲ့ရန်ကုန်ကစီမံကိန်းကြီးတွေတဲကတခုကခွင့်ပြုချက်နဲ့ပတ်သက်ပြီးအခက်အခဲဖြစ်နေတယ်နောက်ွယ်မှာနိုင်ငံရေးနဲ့ပတ်စံကစားနည်းတွေရှိနေတယ်ဒါကကျွန်တော်ကိုအယမ်းစိတ်ပြက်အားငယ်စေတယ်ကျမသူ့အနီးကဆိုဖာသေးသေးလေးပေါ်မှာထိုင်လိုက်တယ်ကျမကစီးပွားရေးပညာရှင်မဟုတ်ဘူးဒါပေမဲ့ငွေကြေးပြဿနာတွေကြောင့်ဖိအားခံစားရတာမျိုးကိုကျမသိတယ်ကျမသူ့ကိုကူညီခြင်းနဲ့ခမားအရန်တင်းမာနေပုံရတယ်ဟုကျမနူးညံ့စွာပြောလိုက်သည်
ကျမဘာလုပ်ပေးနိုင်မလဲစာရွက်စာတမ်းတွေနဲ့ပတ်သက်တာမဟုတ်ပဲခမားနဲ့ပတ်သက်တာပေါ့ဇော်လင်းကကျမဘက်ကိုလှည့်ကြည့်လိုက်သည်သူ့မျက်လုံးတွေပင်ပန်းနေတယ်ငါနားယူဖို့ပဲလိုတယ်လှိုင်မှုတာပေမဲ့ဒီအလုပ်ကငါ့ကိုမလုပ်ခိုင်းဘူးကျမသူ့နားကိုရှောက်သွားပြီးမဆိုင်မတွသူ့နောက်မှာရက်လိုက်သည်ကျမလက်ကိုသူ့ပခုံးပေါ်တင်လိုက်ပြီးဖြည်းဖြည်းချင်းသူ့လယ်ပင်နဲ့ပခုံးကိုနှိမ့်နေပေးလိုက်တယ်အဖေကလယ်ထဲမှာပင်ပန်းခံပြီးအလုပ်လုပ်ပြီးတဲ့နောက်ကျမနှိမ့်နေပေးရင်အမြဲတမ်းပိုကောင်းတယ်လို့ခံစားရတာကိုကျမမှတ်မိတယ်ရိုးရှင်းတဲ့ကြေးလက်နှိမ့်နေမှုပဲဒါပေမဲ့ဂရုစိုက်မှုတွေအပြည့်အဝပါဝင်တဲ့ဇော်လင်းကအစပိုင်းမှာအံ့အားသင့်သွားတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူကမျက်လုံးမိတ်ပြီးစိတ်တင်းမာမှုတွေကိုလွှတ်ချလိုက်တယ်ကောင်းတယ်ဒါကတကယ်စိတ်အေးစေတယ်ဟုသူကတိုးတိုးလေးပြောလိုက်သည်ကျမတို့ခဏတာတိတ်ဆိတ်နေခဲ့ကြတယ်ကျမသူ့ကိုစက်နှိမ့်နေပေးနေတဲ့သူ့ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့စွမ်းရည်တွေကကျမလက်ထဲကိုစိတ်ဝင်လာစေတယ်ကျမငယ်ငယ်တုန်းကအမေကအဖေကိုလယ်ထဲမှာတနေကုန်ပင်ပန်းခံပြီးအလုပ်လုပ်ပြီးရင်အမြဲတမ်းနှိမ့်နေပေးတတ်တယ်အဲ့ဒါကကိုယ်ခန္ဓာပိုင်းဆိုင်ရာအလုပ်ကိုမကူညီနိုင်ရင်တောင်မှဂရုစိုက်တယ်ဆိုတာကိုပြသတဲ့ကျမတို့ရဲ့နီလန်းတစ်ခုပဲဟုကျမတိုးတိုးလေးပြောလိုက်သည်ဇော်လင်းကမျက်လုံးဖွင့်ပြီးကျမလက်ကိုကင်လိုက်ပြီးနှိမ့်နေတာကိုရက်လိုက်သည်သူကသူ့ယုံကိုလာထိုင်ကိုကျမဘက်ကိုလှည့်လိုက်သည်သူကကျမကိုဝမ်းနည်းပွေရာမျက်လုံးများဖြင့်ကြည့်သည်လှိုင်မိုးမင်းကမတူဘူးဟုသူကပြောလိုက်သည်မင်းကငါကဘာတွေကလူတိုင်းနဲ့မတူဘူးသူတို့ကဘလောက်ဆုံးရှုံးသွားလဲဒါမှမဟုတ်ဒီပြဿနာဘယ်တော့ပြီးမလဲဆိုတာပဲမေးလိုက်မယ်ဒါပေမဲ့မင်းကမင်းကိုမင်းဘလို့လဲဆိုတာကိုမေးတယ်သူကကျမလက်ကိုကင်ပြီးကျမလက်ဖမိုးကိုနူးညံ့စွာနမ်းလိုက်သည်ထိုထိတွေ့မှုကကျမနှလုံးသားကိုလှုပ်ရှားစေသည်ကျွန်တော်လူတစ်ယောက်ကိုသူ့ရဲ့စေမဟုတ်ပဲလူသားတစ်ယောက်အဖြစ်ဂရုစိုက်ခံရတာဘလို့ခံစားရတယ်ဆိုတာကိုမေ့သွားခဲ့ပြီးဟုသူကပြောလိုက်သည်သူ့အတန်ကစိတ်ခံစားမှုတွေပြည့်နှက်နေသည်ဒီချမ်းသာမှုတွေကြားမှာကျွန်တော်အယမ်းကြာကြာအထီးကျန်စွာနေထိုင်ခဲ့ရပြီးဇော်လင်းကသူ့အတိတ်အကြောင်းတွေကိုပိုပြီးပြောပြခဲ့တယ်သူဘလို့အရာရာကိုဆုံးရှုံးခဲ့ရပြီးနောက်အစားကနေသူ့ရဲ့အင်ပါယာကိုပြန်တည်ဆောက်ခဲ့ရတယ်ဆိုတာကိုပြောပြခဲ့တယ်။သူကအမြဲတမ်းခိုင်မာပြီးပြည့်စုံအောင်ဘလို့နေရလဲဆိုတဲ့ဖိအားတွေအကြောင်းကိုပြောပြခဲ့တယ်။ပြီးတော့အောင်မြင်မှုအတွက်ဘလို့ထီးကျန်မှုကပေးဆက်ရတဲ့တန်ဖိုးလဲဆိုတာကိုလည်းပြောပြခဲ့တယ်။ဒီဗီလာကဖန်နရံတွေကပင်လယ်ကိုလှပတဲ့မြင်ကွင်းကိုပေးတယ်။ဒါပေမဲ့သူတို့ကကျွန်တော်ကိုကဘာရဲ့နှွေးထွေးမှုကနေခွဲထုတ်ထားတယ်ကျွန်တော်ကြောက်တယ်ကျွန်တော်အားနည်းချက်ကိုပြလိုက်ရင်ပြန်လဲစွန့်ပစ်ခံရမှာကိုကြောက်တယ်ဟုသူကထုတ်ဖော်ပြောဆိုခဲ့သည်ကျမခမားကိုထားမသွားဘူးဇော်လင်းဟုကျမပြောလိုက်သည်အခုတော့ကျမအတန်ကခိုင်မာနေပြီးတုံရင်ချင်းမရှိတော့ပေကျမခမားရဲ့ထိရှလွယ်တဲ့ဗတ်ချမ်းကိုမြင်ပြီးပါပြီးတော့ကျမဒါကိုတန်ဖိုးထားတယ်ကျမအဲ့ဒီထိရှလွယ်မှုကိုချစ်တယ်ခမားကကျမရဲ့ကဲတင်ရှင်တင်မဟုတ်ဘူးခမားကကျမခင်ပွန်းကျမတို့ကအဖွဲလိုက်ပဲကျမသူ့ကိုဖတ်လိုက်သည်ထိုပွေးဖက်မှုသည်ရွာကကျေးဇူးတင်ခြင်းအချစ်မျိုးမဟုတ်တော့ဒါကတစ္ဆာရှိတဲ့အချစ်ပဲကျမတို့ရုံငန်းချမ်းပြင်မှာအတူထိုင်ပြီးအနှောင့်အယှက်မရှိစာရွက်စာတမ်းပုံတွေကြားမှာဖတ်ထားခဲ့ကြတယ်ကျမတို့အတူဖန်တီးခဲ့တဲ့နှွေးထွေးမှုကဇိမ်ခံဗီလာရဲ့အေးဓာတ်ကိုအောင်နိုင်ခဲ့တယ်ထိုညကဇော်လင်းအခန်းထဲမှာကောင်းကောင်းအိပ်ပျော်နေပြီးနောက်ကျမအရေးကြီးတဲ့အရာတစ်ခုကိုသဘောပေါက်လိုက်သည်ကျမတို့ရဲ့အချစ်ကိုအတိတ်ကစမ်းသပ်ခဲ့ုံသာမကလက်ရှိလက်တွေ့ဘဝကလည်းစမ်းသပ်ခဲ့သည်ဇော်လင်းရဲ့စီးပွားရေးပြင်ပပရိပခတွေဟာကျမတို့ရဲ့ပြည်တွင်းပရိပခတွေဖြစ်လာခဲ့ပြီးကျမတို့ဆက်သွယ်ရေးနဲ့ဂရုစိုက်မှုနဲ့အတူအဲ့ဓာတွေကိုအောင်မြင်စွာဖြစ်ကျော်နိုင်ခဲ့ကြသည်ကျမကစပွဲပေါ်ပြန်ကျဲနေတဲ့သူ့စာရွက်စာတမ်းတွေကတစ်ခုကိုကောက်ယူလိုက်အဲ့ဓာရဲ့အကြောင်းအရာကိုကျမနားမလည်ခဲ့ပေမဲ့စတင်ဖတ်ရှုခဲ့သည်သူ့ကဘာအကြောင်းပိုပြီးသိချင်တဲ့လူမှုရေးပွဲလမ်းသဘင်တွေမှာအဖော်လုပ်ပေးရတဲ့ဇနီးတစ်ယောက်ထက်ပိုဖြစ်ချင်တဲ့သူ့ရဲ့ရုန်းကန်မှုတွေကိုနားလည်တဲ့အဖော်တစ်ယောက်ဖြစ်ချင်တဲ့နောက်တစ်နေ့နနက်တွင်ဇော်လင်းရန်ကုန်သို့ပြန်သွားရန်ပြင်ဆင်နေချိန်၌ကျမသူ့အတွက်မြမရိုးရာအစားအစာများနှင့်ရိုးရှင်းသောစာတစ်စောင်ကိုယူလာပေးခဲ့သည်ဂရုစိုက်ပါဇော်လင်းပါပဲဖြစ်ဖြစ်ကျမဒီမှာအမြဲရှိနေပြီးခမားပြန်လာဖို့စောင့်နေပါမယ်စီးပွားရေးမှာဘာပဲဖြစ်ဖြစ်စားဖို့နဲ့နားဖို့မမေ့ပါနဲ့ဟုကျမပြောလိုက်သည်ဇော်လင်းကျမကိုအချိန်အတော်ကြာကြည့်နေသည်သူ့မျက်လုံးများကချစ်ချင်းမေတ္တာများပြည့်နှက်နေသည်မင်းကငါရဲ့ဖြူစင်တဲ့တဲတောင်ပြင်ကြားကအလင်းရောင်တစ်ခုပဲလှိုင်မိုးကဇော်လင်းကိုဂရုစိုက်ပြီးသူ့ရဲ့အထီးကျန်မှုအကြောင်းဖွင့်ဟပြောဆိုခဲ့သည့်အချိန်သည်စိတ်ခံစားမှုအလှည့်ပြောင်းတစ်ခုဖြစ်ခဲ့သည်မှန်နရံများစတင်အကွဲလာပြီးယခင်ကတာဝန်တစ်ခုမျှသာဖြစ်သောချစ်ချင်းမေတ္တာသည်
ဇော်လင်း၏နှလုံးသားကိုစောင့်ရှောက်လိုသောပြင်းပြသည့်ဆန္ဒအဖြစ်ပြောင်းလဲသွားခဲ့သည်ရုံးခန်းထဲကညတညပြီးနောက်ပေါ်ပေါက်လာတဲ့ရင်းနှီးမှုနဲ့နှွေးထွေးမှုတွေကကျမတို့ရဲ့လက်ထပ်ထိမ်းများခြင်းကိုခွန်အားအသစ်တွေပေးခဲ့တယ်ကျမနဲ့ဇော်လင်းကပိုပြီးပွင့်ပွင့်လင်းလင်းဖြစ်လာတယ်ရေမောပျော်ရွှင်မှုတွေဝေမျှကြတယ်တခါတရံမှာတော့တကယ်ကိုရင်းနှီးတဲ့ဇနီးမောင်နှံတွေပဲခံစားနိုင်တဲ့တက်တောင့်တက်တာရှိတဲ့တိတ်ဆိတ်မှုမျိုးတွေရှိလာတယ်။ကျမအခုတော့ကျမရဲ့အခြေအနေအသစ်နဲ့ရင်းနှီးကျွမ်းဝင်လာပြီးတော့ကျမရရှိခဲ့တဲ့ဇိမ်ခံပစ္စည်းတွေအားလုံးထက်အချစ်ကအဖိုးထိုက်တန်ဆုံးအရာပဲဆိုတာကိုသဘောပေါက်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေကြားမှာဇော်လင်းရဲ့အတိတ်ကအရေးတွေစတင်ပေါ်လာပြီးကျမတို့ဆက်ဆံရေးရဲ့အုတ်မြစ်ကိုစမ်းသပ်လာခဲ့တယ်။တမနက်မှာဇော်လင်းစီကိုအရေးတကြီးဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာခဲ့တယ်။သူရုံးခန်းထဲမှာအရန်စိတ်ပြတ်တဲ့လေတံနဲ့အာရဗီဘာသာစကားနဲ့စကားပြောနေတာကိုကျမကြားလိုက်ရတယ်။အဲ့ဒီဘာသာစကားကိုကျမနားမလည်ဘူးဖုန်းပြောပြီးတော့သူကစိတ်မသက်မသာဖြစ်နေတဲ့မျက်နှာနဲ့ထွက်လာခဲ့တယ်။ပြဿနာထပ်ရှိပြန်ပြီလားဇော်လင်းဟုကျမစိုးရိမ်တကြီးမေးလိုက်သည်။စီးပွားရေးပြဿနာမဟုတ်ဘူး။အဲ့ဒီထက်ပိုရှုပ်ထွေးတယ်ဟုသူကသူ့ကြာခင်ကိုဝေရင်းဖြေလိုက်သည်။ငါရဲ့ချစ်သူဟောင်းရန်ကုန်ကိုလာခဲ့တယ်သူတွေ့ကျင်နေတဲ့ကျမရင်ထဲနစ်မြုပ်သွားခဲ့တယ်ချစ်သူဟောင်းအဲ့ဒီစကလုံးကကလော်ဒီယာနဲ့တွေ့တော့ကခံစားရတာထက်ပိုပြင်းထန်တဲ့တဝန်တိုမှုမုံတိုင်းကိုချက်ချင်းယူဆောင်လာခဲ့တယ်ဘာလို့လဲသူဘာလို့လာတာလဲဟုကျမအတန်တုံရင်မှုကိုထိမ့်ဖို့စ조사ရင်းမေးလိုက်သည်ဇော်လင်းကကျမကိုကြည့်လိုက်သည်သူငါတို့လက်ထပ်တာအကြောင်းကြားတယ်ဟုတ်တယ်သူငါ့ကိုတွေ့ကျင်နေပြီးတော့ငါဘသူနဲ့လက်ထပ်ခဲ့လဲဆိုတာကိုသူမြင်ကျင်တယ်လို့ငါယုံကြည်တယ်သူကခမားဒေဝါလီခံရတော့ကထားသွားတဲ့သူတွေတဲကတယောက်လားဇော်လင်းကခေါင်းငိမ့်လိုက်သည်ဟုတ်တယ်သူ့နာမည်ဖာရာသူကကျွန်တော်အရန်ချစ်ခဲ့တဲ့အမျိုးသမီးတယောက်ပါပြီးတော့အဲ့ဒီအချိန်ကသူ့ရဲ့တစ္ဆာဖောက်မှုကကျွန်တော်ဘဝမှာအပြင်းထန်ဆုံးရိုက်ချက်တွေတဲကတခုပဲဒါပေမဲ့အဲ့ဒါကလည်းကျွန်တော်ကိုအခုလိုဖြစ်လာစေခဲ့တာပဲခမားဘာလို့သူ့ကိုတွေ့ရမှာလဲသူ့မှာအရှိအလဲပိုင်းကလူမှုရေးနဲ့စီးပွားရေးအတိုင်းဝိုင်းတချို့မှာဩဇာလွှမ်းမိုးမှုတွေရှိနေသေးလို့ပဲပုံရိပ်ကိုထိမ့်သိမ်းဖို့အတွက်ငါရင်ဆိုင်ရမှာပဲဒါပေမဲ့နောက်တစ်ခုရှိသေးတယ်လှိုင်မိုးဇော်လင်းကကျမနာကိုကတ်လာသည်သူမင်းကိုခေါ်လာဖို့တောင်းဆိုခဲ့တယ်သူဇော်လင်းဇနီးနဲ့ဓာတ်ရိုက်တွေ့ခြင်းနဲ့ထိုတောင်းဆိုမှုသည်တမင်တကာစိန်ခေါ်မှုတစ်ခုလိုခံစားရသည်ယင်းသည်စစ်မှန်သောစမ်းသပ်မှုတစ်ခုဖြစ်ကြောင်းကျမသိသည်ဖာရာသည်ဂုံပြူရန်လာခြင်းမဟုတ်ပဲအကဲဖြတ်ရန်နိုင်ရှင်ရန်နှင့်ကျမကိုအထင်မြင်သေးရန်ဖြစ်သည်ကျမအသက်ပြင်းပြင်းရှူလိုက်ပြီးကျမ၏ခုခံကာကွယ်မှုကိုပြန်လည်မှတ်မိလိုက်သည်ကျမသည်ယခင်ကကော်ဖီဆိုင်မှကြောက်ရွံ့တတ်သောလှိုင်မိုးမဟုတ်တော့ပေကျမသည်ဇော်လင်း၏ဇနီးဖြစ်သည်ကောင်းပြီကျမလိုက်ခဲ့ပါမယ်ဟုကျမခိုင်မာစွာပြောလိုက်သည်ဇော်လင်းအံ့အားသင့်သွားသည်မင်းတကယ်ယုံလားမင်းကိုမင်းအတင်းကျပ်လှုပ်เสียမလိုပါဘူးကျမကခမားဇနီးသူမြင်စေချင်တာကကျမကအရေးပေါ်ရွေးချယ်မှုတစ်ခုဒါမှမဟုတ်အယောင်းဝယ်တစ်ခုမဟုတ်ဘူးဆိုတာပဲကျမကခမားရဲ့အမျိုးသမီးပါပြီးတော့ကျမခမားရဲ့အတိတ်ကိုမကြောက်ဘူးဟုကျမပြောလိုက်သည်ကျမ၏အဖြေကိုကြားရသောအခါဇော်လင်းမျက်နှာတွင်စစ်မှန်သောအပြုံးတစ်ပွင့်ပွင့်လန်းလာသည်သူသည်ကျမကိုတင်းကျပ်စွာပွေ့ဖက်လိုက်သည်ဒါကျမဇနီးသွားကြဆိုသူ့ကိုပြတ်သားရအောင်ထိုတွေးဆုံမှုကိုညဘက်ချင်းဗရန်ရှိတီးတန့်စိန်ခံစားတောက်ဆိုင်တစ်ခုတွင်စီစဉ်ထားသည်ဇော်လင်းသည်ကျမကိုအလှပဆုံးဝတ်စုံနှင့်ကျမ၏တဘာဝအလှကိုပေါ်လွင်စေမည့်ရိုးရှင်းသောယတနာများဝတ်ဆင်စေခဲ့သည်ကျမတို့ရောက်လာသောအခါဖာယာသည်ဇပွဲတွင်စောင့်နေပြီးသားဖြစ်သည်သူမသည်အလွန်ဆွဲဆောင်မှုရှိသည်ဈေးကြီးသောအဆင့်မြင့်ပြီးမာနကြီးသောအလှမျိုးဖြင့်လှပနေခဲ့သည်သူမ၏ဝတ်စုံယတနာများအားလုံးသည်ချမ်းသာကြွယ်ဝမှုကိုဖော်ပြနေသည်ကျမသူမဘေးတွင်ကိုသေးငယ်သည်ဟုချက်ချင်းခံစားရသည်ဖာယာကထွက်ပြီးဇော်လင်းကိုပွေ့ဖက်လိုက်တဲ့ရိုးရိုးရှင်းရှင်းနှုတ်ဆက်ခြင်းထက်ပိုပြီးရင်းနှီးတဲ့ပွေ့ဖက်မှုမျိုးပဲကျမမတုံ့ပြန်အောင်ကိုထိန်းထားခဲ့တယ်ဇော်လင်းမင်းနောက်ဆုံးတော့ပေါ်လာတော့တာပဲမင်းကကိုခေါ်လိုက်တာဝမ်းသာတယ်ဟုသူမကချုံမြိန်တဲ့အတန်နဲ့ပြောလိုက်တယ်ဒါပေမဲ့သူမမျက်လုံးတွေကအကဲဖြတ်နေတဲ့အရေးအယောင်တွေပေါ်နေခဲ့တယ်ကျေးဇူးတင်ပါတယ်ဖာရာဒါကကျွန်တော်ဇနီးလှိုင်မိုးပါဟုဇော်လင်းကပြတ်သားစွာပြောလိုက်တယ်ဖာရာကိုလွှမ်းမိုးခွင့်မပေးခဲ့ဘူးဖာရာကကျမဘက်ကိုလှည့်ကြည့်လိုက်သည်သူမအကြည့်တွေကကလော်ရီယာရဲ့အကြည့်တွေလိုပဲထက်မြက်တယ်ဒါပေမဲ့ပိုပြီးအေးဆက်တယ်ပြီးတော့ပိုပြီးဆူရှာတယ်အိုးဟဲလို့လှိုင်မိုးတွေ့ရတာဝမ်းသာပါတယ်ဇော်လင်းကမင်းရှမ်းပြည်နယ်ကလို့ပြောတယ်ရိုးရှင်းပေမဲ့
ချစ်ဖို့ကောင်းတယ်တဲ့မင်းကော်ဖီဆိုင်မှာအလုပ်လုပ်ဖူးတယ်ဆိုဟုသူမကကော်ဖီဆိုင်ဝန်ထမ်းဆိုတဲ့စကားလုံးကိုအထင်မြင်သေးတဲ့ပုံစံမျိုးနဲ့မေးလိုက်တယ်ဒါကဓာတ်ရိုက်တိုက်ခိုက်မှုတစ်ခုပဲကျမတို့ကြားကကွာခြားချက်တွေကိုသတိရစေဖို့စ조사တာပဲကျမပိုက်ထဲမှာလိန်သွားသလိုခံစားရတယ်သို့တော့ကျမရွာကဇော်လင်းရဲ့စစ်မှန်တဲ့အပြုံးကိုကျမမှတ်မိလိုက်သည်ရုံးခန်းထဲကသူ့ရဲ့နှွေးထွေးတဲ့ပွေ့ဖက်မှုကိုကျမမှတ်မိလိုက်သည်ကျမအသက်ပြင်းပြင်းရှူလိုက်ပြီးပြန်ပြုံးလိုက်သည်စစ်မှန်တဲ့အပြုံးပဲအတင်းကျပ်မဟုတ်ဘူးဟုတ်ပါတယ်ဖာရာကျမကော်ဖီဆိုင်မှာအလုပ်လုပ်ဖူးပါတယ်ဟုကျမတည်ငြိမ်စွာဖြေလိုက်သည်ကျမအလုပ်ကိုဂုဏ်ယူတယ်စ조사အားထုတ်မှုနဲ့ရိုးသားမှုကကျမမိသားစုကတင် जा ပေးခဲ့တဲ့အဖိုးထိုက်တန်ဆုံးအရာတွေပဲဖာယာကကျမရဲ့ရိုးသားတဲ့အဖြေကိုကြားရတဲ့အခါအံ့အားသင့်သွားပုံရတယ်သူမကကျမရှက်ရွံ့ပြီးတိတ်ဆိတ်နေလိမ့်မယ်လို့မျှော်လင့်ထားမှတေးကြတယ်ဇော်လင်းကဖျက်ပြောလိုက်သည်သူ့အတန်ကထောက်ပံ့မှုတွေပြည့်နှက်နေသည်လှိုင်မိုးကရိုးသားမှုရဲ့လက်တွေ့သက်သေပါဖာရာသူကသူများတွေကိုအားကိုးမဲ့အစားစ조사အားထုတ်ဖို့ရွေးချယ်ခဲ့တယ်အဲ့ဒါကဘယ်ရွှေထက်မဆိုငါပိုတန်ဖိုးထားတဲ့အရေးသွေးပဲညစာစားနေစဉ်ဖာရာသည်သတင်းအချက်လက်များရှာဖွေရန်ကျမ၏အတိတ်အကြောင်းမေးမြန်းရန်နှင့်ကျမတို့၏အလင်းစလိုလက်ထက်ခြင်းအကြောင်းတယောရန်ဆက်လက်စ조사နေသည်သို့တော်ဇော်လင်းသည်ကျမ၏ဒိုင်းအဖြစ်အမြဲရှိနေပြီးတိုက်ခိုက်မှုတိုင်းကိုချီးကျူးမှုအဖြစ်ပြောင်းလဲပေးသည်ကျမဘာသာစကားအသစ်များကိုလေ့လာရာတွင်ညီမျှထက်မြက်ကြောင်းသူဖျားနာစဉ်ကကျမညီမျှနှွေးထွေးစွာပြုစုခဲ့ကြောင်းသူပြောပြသည်ကျွန်တော်ကရိုးသားမှုကိုရှာဖွေနေခဲ့တာဖာရာမင်းကကျွန်တော်အရာရာကိုဆုံးရှုံးသွားပြီလို့ထင်ခဲ့လို့ကျွန်တော်ကိုထားသွားခဲ့တယ်ဟုဇော်လင်းကယခုအခါပြတ်သားပြီးဆူးရှသောအတန်ဖြင့်ပြောလိုက်သည်လှိုင်မိုးကတော့ကျွန်တော်အရာရာပိုင်ဆိုင်နေချိန်မှာကျွန်တော်ဘဝထဲကိုရောက်လာခဲ့ပေမဲ့သူကကျွန်တော်ကိုရွေးချယ်ခဲ့တာပါကျွန်တော်ပိုင်ဆိုင်မှုတွေကိုမဟုတ်ဘူးသူဘာမှတောင်းဆိုခဲ့တာမရှိဘူးဒါပေမဲ့သူကျွန်တော်ကိုအရာရာပေးခဲ့တယ်ဇော်လင်း၏စကားများသည်ကျမကြားဘူးသမျှအလှပဆုံးအချစ်ဝင်ခံချက်များဖြစ်သည်ဖာရာတိတ်ဆိတ်သွားသည်သူမ၏မာနကြီးသောအမူအရာယခုအခါခါးတီးသောရှုံးနိမ့်မှုဖြင့်အစားထိုးခံရသည်သူမနောက်ဆုံးတော့တက်ပြင်းချလိုက်သည်ကောင်းပြီဇော်လင်းကျမနားလည်ပါတယ်မင်းပျော်ရွှင်ပါစေဟုသူမကယခုအခါခံစားချက်မရှိသောအတန်ဖြင့်ပြောလိုက်သည်ထိုညကဖာရာသည်ကျမနှင့်ဇော်လင်းကိုတယောက်တည်းထားခဲ့သည်စမ်းသပ်မှုပြီးဆုံးသွားပြီးကျမတို့စားတောက်ဆိုင်ကနေထွက်လာတော့ကျမဇော်လင်းလက်ကိုဆွဲကင်လိုက်သည်မင်းကိုဂုဏ်ယူတယ်လှိုင်မိုးမင်းကောင်းတော်ပြီးရင်ဆိုင်ခဲ့တယ်မင်းသူ့ကိုဘာလို့ငါမင်းကိုရွေးချယ်ခဲ့တယ်ဆိုတာပြသခဲ့တယ်ဟုဇော်လင်းကကျမဘူးကိုနမ်းရင်ပြောလိုက်သည်ပြီးတော့ခမားကကျမကိုဘာလို့ခမားကိုချစ်တယ်ဆိုတာပြသခဲ့တယ်ဇော်လင်းဟုကျမတိုးတိုးလေးပြောလိုက်သည်ခမားကျမကိုအောက်ကျခံရတယ်လို့ဘယ်တော့မှမခံစားရအောင်မထားခဲ့ဘူးဂျင်းဘရန်လာသာဆောင်အောင်မှာကျမတို့ဇော်လင်းရဲ့အတိတ်အရိပ်တွေကိုနောက်ွယ်မှာထားခဲ့ပြီးဘေးချင်းရှင်လျှောက်လာခဲ့ကြသည်ဖာရာနှင့်တွေ့ဆုံမှုသည်စမ်းသက်ယုံသာမကရှင်းလင်းပြတ်သားစေခဲ့သည်ကျမတို့သည်ကွဲကွာ၍မရသောအဖွဲ့တစ်ဖွဲ့ဖြစ်သည်ဖာယာသူကြရှုံးသောအခါသူ့ကိုထားခဲ့သောချစ်သူဟောင်း၏စမ်းသပ်မှုသည်ဇော်လင်းအတွက်လှိုင်မိုး၏ရိုးသားမှုကိုသူမီမျှနှဆိုင်စွာတန်ဖိုးထားကြောင်းပွင့်ပွင့်လင်းလင်းဖော်ပြရန်လှုံ့ဆော်မှုဖြစ်ခဲ့သည်ဤပြင်ပပရိပခသည်ရင်းတို့၏စိတ်ပိုင်းဆိုင်ရာဆက်ဆံရေးကိုပုံမခိုင်မာစေခဲ့သည်ဖာရာအပေါ်စိတ်ခံစားမှုအရအောင်မြင်မှုသည်ကြီးကျယ်သောအလှည့်အပြောင်းတစ်ခုဖြစ်ခဲ့သည်ကျမသည်ဇော်လင်းကလက်ခံယုံသာမကကျမ၏ကဘာတစ်ကပါအမှန်တကယ်လက်ခံသည်ဟုခံစားရသည်ကျမတို့သည်နိဗ္ဗာန်သို့နှစ်သိမ့်မှုနှင့်နှဆိုင်သောနှွေးထွေးမှုတို့ဖြင့်ပြန်လည်ရောက်ရှိခဲ့သည်ကျမတို့၏အချစ်သည်ယခုအခါရင့်ကျက်ပြီးခံနိုင်ရရှိလာသည်သို့တော်လျှို့ဝှက်စမ်းကြယ်မှုတစ်ခုတော့ကြန့်ရှိနေသေးသည်လက်ထပ်ပြီးကလေးကကျမစိတ်ထဲမှာရှိနေခဲ့တဲ့မေးခွန်းတစ်ခုပေါ့ဇော်လင်းကသူ့ရဲ့ကြွယ်ဝမှုနဲ့တည်ငြိမ်မှုတွေအားလုံးနဲ့ဘာလို့ဒီလောက်အလျင်မြန်နဲ့ထူးထူးခြားခြားလက်ထပ်ခဲ့ရတာလဲရိုးသားမှုကိုသဘောကျတယ်ဆိုတဲ့အကြောင်းပြချက်ကမှန်တယ်ဆိုတာကျမယုံကြည်တယ်ဒါပေမဲ့မဖော်ထုတ်ရသေးတဲ့ပိုနဲ့နေတဲ့ဇလန်းတစ်ပုဒ်ရှိနေတယ်လို့ကျမခံစားရတယ်။တညနေခင်းမှာကျမတို့ဘီလာလေကားထစ်မှာအေးအေးဆေးဆေးအနားယူနေကြတယ်။တောင်ဆောင်အောက်ကလှိုင်းလုံးတွေရိုက်ခတ်နေတာကိုကြည့်နေကြတယ်။ရန်ကုန်မြို့လေကအေးမြနေတယ်။ကျမတို့တိတ်ဆိတ်မှုကိုခံစားနေကြတယ်။အခုပဲမေးတဲ့အချိန်ပဲဆိုတာကျမသိလိုက်တယ်။ဇော်လင်းဟုကျမစတင်လိုက်သည်ကျမအတန်ကနူးညံ့နေသည်ကျမကိုကြာရှည်စွာအနှောင့်အယှက်ပေးနေတဲ့အရာတစ်ခုကိုမေးချင်တယ်ဇော်လင်းကလှည့်ကြည့်လိုက်သည်သူ့ရဲ့ငြိမ်သက်နေတဲ့မျက်လုံးတွေကကျမကိုကြည့်နေတယ်လှိုင်မိုးပါမဆိုမေးပါကျွန်တော်တို့ကြားမှာလျှို့ဝှက်ချက်တွေဘာမှမရှိတော့ဘူးကျမအသက်ပြင်းပြင်းရှူလိုက်သည်
ခမည်းကကျမရဲ့ရိုးသားမှုကြောင့်လက်ထပ်ခဲ့တယ်ဆိုတာကျမသိတယ်ဒါပေမဲ့ဘာလို့ဒီလောက်အလင်းအမြန်ဖြစ်ခဲ့ရတာလဲဘာလို့ဒီရောင်းဝယ်နဲ့ဖြစ်ခဲ့ရတာလဲဘာလို့တခြားပုံမှန်ယောက်ျားတွေလိုကျမကိုတိကျွမ်းဖို့အချိန်မယူခဲ့တာလဲဇော်လင်းခဏတာတိတ်ဆိတ်သွားတယ်သူကအချိန်တော်ကြာတည်ဆောင်လာခဲ့တဲ့ဝင်ထုတ်ဝင်ပိုးကြီးကိုချလိုက်သလိုတက်ပြေးရှည်ကြီးချလိုက်တယ်သူကကျမကိုသူ့နားကိုဆွဲယူပြီးကျမပခုံးကိုဖတ်လိုက်တယ်ဒါကဖာရာနဲ့ပတ်သက်တယ်ပြီးတော့အချိန်ကိုဘာလို့ငါအရန်တန်ဖိုးထားလဲဆိုတဲ့အကြောင်းပြချက်နဲ့လည်းပတ်သက်တယ်ဟုဇော်လင်းစတင်ပြောပြခဲ့သည်ပြီးတော့ဒီတခါတော့သူ့ဇလန်းကသူဖော်ထုတ်ခဲ့ဘူးသမျှထက်ပိုပြီးအသေးစိတ်ပြီးပိုပြီးနာကျင်စရာကောင်းနေခဲ့တယ်ဖာရာကျွန်တော်ကိုထားသွားပြီးနောက်ကျွန်တော်စိတ်ပိုင်းဆိုင်ရာကြာရှုံးခဲ့ရုံသာမကလူတွေဟာကောင်းမြတ်မှုနဲ့ချမ်းသာကြွယ်ဝမှုကိုညီမျှလွယ်ကူစွာအသုံးချနိုင်တယ်ဆိုတာကိုကျွန်တော်သိလိုက်ရတယ်ကျွန်တော်စိတ်မလုံခြုံမှုတွေဖြစ်လာတယ်လှိုင်မိုးကျွန်တော်နှလုံးသားပတ်လည်မှာနယံမြင့်ကြီးတွေတိဆောက်ခဲ့တယ်ပြီးတော့ကျွန်တော်သူမရဲ့ရည်ရွယ်ချက်ကိုတကယ်မယုံကြည်ရင်အမျိုးသမီးတွေကိုဘယ်တော့မှထပ်မဝင်ခိုင်းတော့ဘူးလို့ဆုံးဖြတ်ခဲ့တယ်ဒါဆိုဘာကခမ ्या ကိုကျမကိုယုံကြည်စေခဲ့တာလဲကျွန်တော်မင်းကိုကော်ဖီဆိုင်မှာရက်သက်တစ်ပတ်ပေါင်းများစွာမြင်ခဲ့တယ်လှိုင်မိုးမင်းအလုပ်စူးစမ်းနေတာကိုမြင်ခဲ့ရတယ်ဖောက်တယ်တွေကိုအမြဲတမ်းပြုံးပြနေတာကိုမြင်ခဲ့ရတယ်မင်းမျက်လုံးတွေကပင်ပန်းနွမ်းနယ်နေတာကိုပြသနေပေမဲ့ပေါ့မင်းအိမ်ကဖုံးခေါ်ဆိုမှုတွေကိုလက်ခံပြီးမင်းမျက်နာကချက်ချင်းတင်းမာသွားတာကိုကျွန်တော်မြင်ခဲ့ရတယ်ကျွန်တော်နည်းနည်းလေးစုံစမ်းကြည့်တော့မိမိသားစုရဲ့အကျွေးပြဿနာကိုကျွန်တော်သိခဲ့တယ်မင်းကျွန်တော်ရဲ့ကမ်းလှမ်းချက်ကိုအစပိုင်းမှာညှင်းပယ်လိုက်တဲ့အခါအဲ့ဒါကကျွန်တော်ရှာနေတဲ့အဖြေပဲဟုဇော်လင်းဆက်ပြောသည်တခြားမျိုးသမီးတွေဆိုချက်လက်မှတ်ကိုချက်ချင်းဆွဲယူမှာပဲမင်းကမင်းရဲ့ဂုဏ်သိက္ခာကြောင့်ညှင်းပယ်ခဲ့တယ်မင်းမိသားစုကိုကယ်တင်ဖို့တခုတည်းသောနီလန်းဖြစ်တဲ့အခါမှမင်းလက်ခံခဲ့တယ်ငါနားလည်လိုက်တယ်ငါမင်းကိုပုံမှန်အတိုင်းလက်ထပ်ခွင့်ပန်ရင်မင်းကအမြဲတမ်းအကျွေးနဲ့ကျေးဇူးကျွေးတွေရဲ့ဖိအားကိုခံစားနေရမှာပဲဒါကြောင့်မင်းလိုအပ်တဲ့ပတ်စံတွေအားလုံးကိုပေးပြီးအမြန်ရောင်းဝယ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်ငါကအဲ့ဒီအကျွေးကိုမင်းစိတ်ထဲကနေဖယ်ရှားပစ်ချင်တယ်ပြီးတော့အဲ့ဒါကိုလက်ထက်တာဝန်တွေနဲ့အစားထိုးချင်တယ်ဒါကအစွန်းရောက်တဲ့နီလန်းပဲလှိုင်မိုးတာပဲမဲ့မင်းကျွေးတွေနဲ့ကျေးဇူးကျွေးတွေကင်းမဲ့သွားပြီးနောက်မင်းကကိုချစ်မချစ်ကိုတီးဖို့တခုတည်းသောနီလန်းပဲလို့ငါယုံကြည်တယ်ကျမမျက်ရည်တွေစီးကျလာခဲ့တယ်ဇော်လင်းရဲ့စီးပွားရေးစံပုံရတဲ့လုပ်ရက်ကကျမကိုလွတ်မြောက်စေဖို့နဲ့ကျမရဲ့စစ်မှန်တဲ့ရိုးသားမှုကိုစမ်းသပ်ဖို့အတွက်အလျင်မြန်ဆုံးနဲ့တန်ရှင်းဆုံးနီလန်းဖြစ်နေခဲ့တာပဲခမ ्या ကငွေကြေးပြဿနာတွေအားလုံးပျောက်သွားပြီးနောက်အချစ်တွေပေါက်ဖွားနိုင်မလားဆိုတာကိုသိကျင်ခဲ့တာလားဟုကျမတိုးတိုးလေးပြောလိုက်သည်ဇော်လင်းကခေါင်းငိမ့်လိုက်သည်ဟုတ်တယ်မင်းငါကိုမလိုအပ်တော့တဲ့အခါမင်းငါကိုချစ်နိုင်မလားဆိုတာကိုသိကျင်ခဲ့တယ်ပြီးတော့အဲ့ဒီညကရှမ်းပြည်နယ်ကရိုးရှင်းတဲ့အခန်းလေးထဲမှာမင်းချစ်တယ်လို့ပြောခဲ့တဲ့အချိန်ကပဲငါမှမရွေးခဲ့ဘူးဆိုတာကိုသိလိုက်ရတယ်မင်းကငါ့ကိုရွေးချယ်ခဲ့တာလှိုင်မိုးငါပတ်စံကိုမဟုတ်ဘူးဒီထုတ်ဖော်ပြောဆိုမှုကကျမရဲ့စိတ်ဝိညာဉ်ကိုစေးကြောပေးလိုက်တယ်လို့ခံစားရတယ်ပထမဆုံးနေ့ကတည်းကကျမကိုအနှောက်အယှက်ပေးနေတဲ့တန်တရားတွေအားလုံးအပြစ်ရှိတယ်လို့ခံစားရမှုတွေအားလုံးမေးခွန်းကြီးတွေအားလုံးအခုတော့အဖြေထွက်ပြီးပျောက်ကွယ်သွားခဲ့ပြီးဇော်လင်းကနာကျင်ခဲ့တဲ့အမျိုးသားတဦးပဲသူကသူ့ရဲ့အင်အားကိုဖိနှိပ်ဖို့မဟုတ်ပဲစစ်မှန်တဲ့အချစ်တွေပေါက်ဖွားနိုင်ဖို့အတွက်ပြည့်ပြည့်စုံတဲ့အခြေအနေတွေကိုဖန်တီးဖို့အသုံးပြုခဲ့တာပဲကျမခမ ्या ကိုအယမ်းချစ်တယ်ဇော်လင်းခမ ्या ရဲ့ရိုးသားမှုအတွက်ကျေးဇူးတင်ပါတယ်ဟုကျမပြောလိုက်သည်သူ့ကိုတင်းကျပ်စွာဖတ်ထားလိုက်သည်နောက်တစ်ခုရှိသေးတယ်လှိုင်မိုးဟုဇော်လင်းကဖတ်ထားတာကိုလှုပ်ရင်းပြောလိုက်သည်သူကကျမကိုကြည့်လိုက်သည်သူ့အကြည့်တွေကအခုတော့အယမ်းပျော်ရွှင်နေပြီကျွန်တော်ရှေ့နေနဲ့စကားပြောပြီးပြီအဲ့ဒီလက်မထက်မီသဘောတူစာချုပ်ကိုဖျက်သိမ်းခြင်းနဲ့ကျွန်တော်တို့စာချုပ်အသစ်တစ်ခုချုပ်ခြင်းနဲ့ဘာစာချုပ်လဲကွာရှင်းပြတ်ဆဲခြင်းအပိုက်မပါအချိန်ကာလအကန့်အသတ်မရှိပဲတရားဝင်ပြီးစစ်မှန်တဲ့စာချုပ်တစ်ခုပေါ့ကျွန်တော်တို့ရဲ့လက်ထပ်ပွဲကိုထာဝရဖြစ်စေခြင်းနဲ့လှိုင်မိုးဥပဒေနဲ့ဖျားသခင်ရှေ့မှာခမားကကျွန်တော်ရဲ့ဇနီးအစ်စ်အမှန်ဖြစ်ခြင်းနဲ့စာချုပ်နဲ့လက်ထပ်ထားတဲ့ဇနီးမဟုတ်ဘူးကျွန်တော်တို့ကလေးတွေရကျင်နေပြီးတော့ကျွန်တော်တို့ကလေးတွေကအယောင်းဝယ်နဲ့တိဆောက်ထားတဲ့လက်ထပ်ပွဲကနေမွေးဖွားလာတာမဟုတ်ပဲအချစ်နဲ့တိဆောက်ထားတဲ့လက်ထပ်ပွဲကနေမွေးဖွားလာတာကိုကျွန်တော်မြင်ချင်တယ်ဇော်လင်းရဲ့အဲ့ဒီတောင်းဆိုမှုကကျမတို့ဇလန်းရဲ့အဓိကအလှည့်ပြောင်းပဲဒါကကျမတို့ဖြတ်တန်းခဲ့ရတဲ့အရာတွေအားလုံးရဲ့အထွတ်အထိပ်ပဲဒါကစာချုပ်ကိုအဆုံးသတ်ပြီးတကယ်စစ်အမှန်ဘဝကိုစတင်ဖို့ကမ်းလှမ်းချက်ပဲဟုတ်ကဲ့ဇော်လင်းကျမသဘောတူပါတယ်ဟုကျမပြောလိုက်သည်ကျမအတန်ကပျော်ရွှင်မှုမျက်ရည်တွေပြည့်နှက်နေသည်ကျမထာဝရဇနီးဖြစ်ခြင်းနဲ့
ဦးစော်လင်း၏စီးပွားရေးအရလက်ထပ်ထိမ်းများခြင်းသည်လှိုင်မိုးအားကျေးဇူးကြွေးမှလွတ်မြောက်စေရန်နှင့်သူမ၏စစ်မှန်သောအချစ်ကိုစမ်းသပ်ရန်သူ၏ထူးခြားသောနည်းလမ်းဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ခြင်းသည်အဓိကလျှို့ဝှက်စမ်းကြယ်မှု၏အထွတ်အထိပ်ဖြစ်သည်စာချုပ်ဖြတ်သိမ်းခြင်းနှင့်ထာဝရလက်ထပ်ထိမ်းများခြင်းကမ်းလှမ်းခြင်းသည်အဓိကဇာတ်လမ်း၏နောက်ဆုံးအလှည့်အပြောင်းဖြစ်ပြီးရင်းနှီးဘဝတွင်အခန်းသစ်တစ်ခုကိုဖော်ပြသည်ဗီလာလေကားထစ်မှာစိတ်လှုပ်ရှားဖွယ်ရာဝန်ခံချက်တွေပေးပြီးနောက်နိဗ္ဗာန်ရဲ့လေထုကစိတ်ဓာတ်အသစ်တွေနဲ့ပြည့်နှက်နေခဲ့တယ်။ကျမတို့အေးဆက်တဲ့စာချုပ်တွေနဲ့မချီနှောင်ခံရတော့ဘူး။နှွေးထွေးတဲ့ဂတိတွေနဲ့ချီနှောင်ထားတယ်။အသစ်ပြန်လဲဖွဲ့စည်းထားတဲ့စစ်မှန်တဲ့ဂတိတွေနဲ့ပေါ့ဇော်လင်းကသူ့ရည်ရွယ်ချက်ကိုအကောင့်ထဲဖော်ဖို့လျင်မြန်စွာလှုပ်ရှားခဲ့တယ်။ဟောင်းနှွမ်းနေတဲ့လက်မထက်မီသဘောတူစာချုပ်ကိုဖျက်သိမ်းပြီးစစ်မှန်တဲ့ဇနီးမောင်နှံဆက်ဆံရေးကိုအပြည့်အဝဖော်ပြတဲ့အသစ်တစ်ခုကိုရေးဆွဲခဲ့တယ်။ကျမတို့ဇော်လင်းရဲ့ရှေ့နေဦးထွန်းထွန်းဦးနဲ့ပြန်တွေ့ဆုံခဲ့ကြတယ်။ဒီတစ်ခါတော့တွေ့ဆုံမှုကလုံးဝကွဲပြားခြားနားတယ်။အရင်ကလိုတင်းမာတဲ့ပုံမှန်လေထုမျိုးမရှိတော့ဘူး။ဦးစော်လင်းမလှိုင်မိုးဒါကတကယ်ထူးခြားတဲ့အခြေအနေတစ်ခုပါလို့ကျွန်တော်ဝန်ခံရပါမယ်ပုံမှန်ဆိုရင်ဖောက်တယ်တွေကလက်မထက်မီသဘောတူစာချုပ်ကိုပိုပြီးတင်းကျပ်ချင်ကြတာပါဖျက်သိမ်းချင်ကြတာမဟုတ်ပါဘူးဟုဦးထွန်းထွန်းဦးကနည်းနည်းလေးပြုံးရင်းပြောလိုက်သည်သူ့အပြုံးကအခုပိုပြီးစစ်မှန်လာပြီကျွန်တော်တို့ကထူးထူးခြားခြားနီးလန်းနဲ့စတင်ခဲ့ကြတာထွန်းထွန်းဦးဒါပေမဲ့အခုတော့ကျွန်တော်တို့ကစစ်မှန်တဲ့နီလန်းနဲ့ဆက်သွားကြမယ်ဟုဇော်လင်းကကျမလက်ကိုမြဲမြံစွာဆုပ်ကိုင်ရင်းဖြေလိုက်သည်ဟောင်းနှွမ်းနေတဲ့သဘောတူစာချုပ်ကိုတရားဝင်ဖျက်သိမ်းခဲ့တဲ့လုပ်ငန်းစဉ်ကပေါ်ပါတယ်ကြာရှည်စွာဖိစီးထားတဲ့ညစ်ပတ်နေတဲ့အဝတ်စားတွေကိုချွတ်လိုက်တယ်လို့မျိုးခံစားရတယ်အဲ့ဒီအစားဇော်လင်းကသူ့ရဲ့ပိုင်ဆိုင်မှုအချို့ရဲ့အဓိကအမွေစားအမွေခံနဲ့ပူးရဲပိုင်ရှင်အဖြစ်ကျမကိုသတ်မှတ်ထားတဲ့တည်တန်းစာနဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကိုရေးဆွဲခဲ့တယ်။သူကကျမကိုငွေကြေးရကာကွယ်ပေးထားရမယ့်ဇနီးတစ်ယောက်အဖြစ်မမြင်တော့ဘူး။သူကကျမကိုသူ့ဘဝမှာအပြည့်အဝပါဝင်တဲ့အဖော်တစ်ယောက်အဖြစ်သတ်မှတ်ခဲ့တယ်။မင်းလုံခြုံပြီးလေးစားခံရတယ်လို့ခံစားရစေခြင်းနဲ့လှိုင်မိုးမင်းဘဝနဲ့ဒီဆုံးဖြတ်ချက်တွေအပေါ်အပြည့်အဝအခွင့်အရေးရှိတယ်ဆိုတာကိုမင်းသိစေခြင်းနဲ့ဟုသူကပြောလိုက်သည်ကျမညီမလေးတွေရာကန်နဲ့နှင်းနှင်းတို့ရဲ့နာမည်တွေကသူတို့တက္ကသိုလ်ပြီးတဲ့အထိမထိမခိုက်နိုင်တဲ့ပညာရေးရန်ပုံငွေထဲမှာပါဝင်နေတာကိုကျမမြင်လိုက်ရတယ်။အရင်ကကျမရဲ့အကြီးမားဆုံးဝင်ထုတ်ဝင်ပိုးဖြစ်ခဲ့တဲ့တာဝန်တွေကအခုတော့ကျမချစ်ရတဲ့သူနဲ့အတူတူထမ်းဆောင်နေပြီ။ဇော်လင်းဒါကအယမ်းများနေပြီဟုကျမတိုးတိုးလေးပြောလိုက်သည်မျက်ရည်တွေထက်ကျလာပြန်သည်။ကျမဒီအရာတွေအားလုံးကိုဘယ်တော့မှမတောင်းဆိုခဲ့ဘူး။ဒါကမင်းထိုက်တန်တဲ့အကြောင်းပြချက်ပဲလှိုင်မိုးဟုသူကဖြေလိုက်သည်မင်းကငါ့ကိုမလိုအပ်တော့တဲ့အခါမင်းငါ့ကိုချစ်ခဲ့တယ်အဲ့ဒါကပြတ်သားတဲ့သက်သေပဲဒါပေမဲ့စာရွက်စာတမ်းတွေပြင်ဆင်နေတဲ့အလုပ်များနေချိန်မှာကျမတို့မိသားစုနဲ့အရင်းနှီးဆုံးဆွေမျိုးတွေကိုဒီအကြောင်းကိုကြေညာရမယ်ဆိုတာကိုကျမတို့မေ့နေခဲ့တယ်ဇော်လင်းကရိုးရှင်းပြီးလေးနက်တဲ့အိတ်ခံပွဲလေးတစ်ခုကျင်းပဖို့ဆုံးဖြတ်ခဲ့တယ်ကျမတို့ရဲ့အချစ်နဲ့စစ်မှန်တဲ့လက်ထပ်ထိမ်းများခြင်းကိုဂုဏ်ပြုဖို့ရည်ရွယ်တဲ့မင်္ဂလာပွဲတစ်ခုပဲအစပိုင်းကစာချုပ်နဲ့လက်ထပ်ထားတဲ့မင်္ဂလာပွဲမဟုတ်ဘူးဒီအိတ်ခံပွဲကိုနိဗ္ဗာန်ဗီလာမှာကျင်းပခဲ့တယ်ဇော်လင်းရဲ့အရှိအလဲပိုင်းကဆွေမျိုးအနှဲငယ်နဲ့ယုံကြည်ရတဲ့စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေအပြင်ရှမ်းပြည်နယ်ကအဖေနဲ့အမေကိုပါဖိတ်ကြားခဲ့တယ်အဖေနဲ့အမေရန်ကုန်ကိုရောက်လာတဲ့အခါဗီလာရဲ့စိန်ခံမှုတွေကိုမြင်ပြီးအံ့အားသင့်ခဲ့ကြတယ်ဒါပေမဲ့သူတို့ကိုအပျော်ဆုံးဖြစ်စေတာကတော့ကျမတို့ကြားကပြောင်းလဲမှုတွေကိုမြင်ရတာပဲအိတ်ခံပွဲညတွင်ကျမသည်ပထမဆုံးအခမ်းအနားထက်ပိုမိုလှပသောမင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားသည်သို့သောယခုတစ်ကြိမ်တွင်ကျမသည်စစ်မှန်သောအပြုံးနှင့်ပေါ်ပါသောနှလုံးသားဖြင့်ဝတ်ဆင်ထားသည်ဇော်လင်းကမိန့်ခွန်းပြောကြားသောအခါကျမကိုစိတ်လှုပ်ရှားစေပြီးဧည့်သည်များကိုအံ့အားသင့်စေသောကြေညာချက်တစ်ခုပြုလုပ်ခဲ့သည်ဧည့်သည်တော်များခင်များကျွန်တော်တို့ဒုတိယအကြိမ်လက်ထပ်ပွဲကိုကျင်းပနေတာပါဟုသူကကျယ်လောင်ပြီးယုံကြည်မှုရှိသောအသံဖြင့်ပြောလိုက်သည်ပထမဆုံးလက်ထပ်ပွဲကသဘောတူညီချက်တစ်ခုလိုအပ်ချက်တွေနဲ့တန်တရားတွေကနေစတင်ခဲ့တဲ့သဘောတူညီချက်တစ်ခုပါသူကကျမဘက်ကိုလှည့်ကြည့်လိုက်သည်မျက်လုံးများကချစ်ချင်းမေတ္တာများပြည့်နှက်နေသည်ဒါပေမဲ့ဒီဒုတိယလက်ထပ်ပွဲဒီညကျွန်တော်တို့ကျင်းပနေတာကတော့စစ်မှန်တဲ့အချစ်ပေါ်မှာအခြေခံထားတဲ့လက်ထပ်ပွဲပဲလှိုင်မိုးကကျွန်တော်ကိုရိုးသားမှုကအကြီးမားဆုံးချမ်းသာမှုပဲလို့တင် जा ပေးခဲ့တဲ့အမျိုးသမီးပါမုံတိုင်းတွေကြားနှစ်ပေါင်းများစွာလွင်မျောနေပြီးနောက်ကျွန်တော်ရှာဖွေနေတဲ့စိတ်ကန်းတစ်ခုပါပဲဒီနေ့ကျွန်တော်တို့အတိတ်ကိုဖျက်ပစ်ပြီးအခန်းသစ်တစ်ခုစတင်ကြပါစို့ဒီနေ့ကျွန်တော်တို့ဂရုတွေကိုယာယီကနေထာဝရအဖြစ်
ပြန်လည်ဖွဲ့စည်းလိုက်ပါပြီအမေဝမ်းသာအားရငိုကြွေးသည်အဖေကဂုံယူစွာခေါင်းငိမ့်သည်သူတို့အကျွေးနဲ့စာချုပ်အသေးစိတ်တွေကိုသိဖို့မလိုအပ်ဘူးသူတို့သမီးကိုတကယ်ချစ်ပြီးလေးစားတယ်ဆိုတာကိုပဲသိဖို့လိုတယ်ပါတီပွဲအလယ်မှာကလော်ရီယာပြန်ရောက်လာခဲ့တယ်ဒီတစ်ခါတော့သူမကမတူညီတဲ့မျက်နှာနဲ့ကျမနာကိုကတ်လာခဲ့တယ်မလောင်ပြောင်တော့ပဲဆက်စုနေတဲ့နည်းနည်းလေးနောင်တရနေတဲ့မျက်နှာနဲ့ပေါ့လှိုင်မိုးဟုသူမကအရင်ကထက်အတန်နူးညံ့စွာပြောလိုက်သည်ကျမဇော်လင်းရဲ့မိန့်ခွန်းကိုကြားလိုက်ရတယ်အရင်ကကျမမှားယွင်းစွာအကဲဖြတ်ခဲ့တဲ့အတွက်တောင်းပန်ရပါမယ်ကျမထင်ခဲ့တာကမင်းကငါမှားတယ်ဇော်လင်းကမင်းကိုတကယ်ချစ်တာသူ့ကိုကောင်းကောင်းဂရုစိုက်ပါအောင်ကျမပြုံးလိုက်သည်ကျေးဇူးတင်ပါတယ်ကလော်ရီယာကျမလုပ်ပါမယ်ဇော်လင်းရဲ့လူမှုရေးအတိုင်းဝိုင်းကိုကိုစားပြုတဲ့ကလော်ရီယာစီကနေလက်ခံရရှိမှုကအတိတ်ကအခန်းတစ်ခုရဲ့ပြီးဆုံးမှုကိုခံစားရစေတယ်ထိုညကတောက်ပနေတဲ့မီးလုံးတွေနဲ့တချင်းတန်နူးညံ့စွာပြန့်လွင့်နေတဲ့ကြားမှာကျမဇော်လင်းနဲ့ကခုန်နေခဲ့တယ်ကျမလက်တွေကသူ့လယ်ပင်ကိုရစ်ပတ်ထားတယ်ကျမသူ့မျက်လုံးတွေထဲမှာကိုမြင်နေရတယ်ပြီးတော့ကျမမြင်လိုက်ရတာကအရင်ကကြောက်ရွံ့နေတဲ့ရွာသူမလေးမဟုတ်တော့ဘူးပြေဆုံးပြီးချစ်ခံရတဲ့မျိုးသမီးတစ်ယောက်ပဲပျော်နေပုံရတယ်ငါဇနီးဟုဇော်လင်းကကျမနားနာကပ်ပြီးတိုးတိုးလေးပြောလိုက်သည်အယမ်းပျော်တယ်ငါခင်ပွန်းဟုကျမဖြေလိုက်သည်ကော်ဖီဆိုင်ဝန်ထမ်းတစ်ယောက်ကနေခင်ပွန်းရဲ့ဇနီးဖြစ်လာတဲ့ခရီးကဒီလောက်လှပမယ်လို့တခါမှမတွေးဖူးခဲ့ဘူးဒုတိယအကြိမ်မင်္ဂလာအိတ်ခံပွဲသည်စာချုပ်ခန်း၏လှပသောဏီကုန်းဖြစ်သည်ရခင်သဘောတူညီချက်ကိုဖျက်သိမ်းပြီးဂတိအသစ်များပြုလုပ်ခြင်းဖြင့်လှိုင်မိုးနှင့်ဇော်လင်းတို့သည်ရင်းတို့၏ဆက်ဆံရေးကိုအချစ်နှင့်ထာဝရဂတိတည်မြဲမှုအပေါ်တရားဝင်တည်ဆောက်ခဲ့ပြီးမိသားစုနှင့်ဇော်လင်း၏လူမှုအတိုင်းအဝိုင်းမှအပြည့်အဝလက်ခံမှုကိုဖော်ပြသည်ပြန်လည်ဖွဲ့စည်းထားသောဂတိတစ္ဆာဖြင့်လှိုင်မိုးနှင့်ဇော်လင်းတို့သည်လုံးဝအသစ်သောဘဝအခန်းကိုစတင်ဝင်ရောက်ခဲ့ကြသည်ထိုနေရာတွင်ရင်းတို့သည်ပေါက်ဖွားပြီးသောအချစ်ကိုခံစားယုံသာမကရင်းတို့၏အနာဂတ်အတွက်အုတ်မြစ်ကိုလည်းတက်ကြွစွာတည်ဆောက်ခဲ့ကြသည်အမြဲတမ်းလက်ထက်ရန်ဆုံးဖြတ်ခြင်းသည်ပုံမနှဆိုင်သောဆွေးနွေးမှုများနှင့်အစီအစဉ်များကိုဖြစ်ပေါ်စေခဲ့သည်အထူးသဖြင့်ရင်းတို့၏အိမ်မက်များနှင့်ယဉ်ကျေးမှုကွဲပြားမှုများအကြောင်းဖြစ်သည်ယခုအခါပုံမပွင့်လင်းပြီးစိတ်ပေါ်ပါလာသောဇော်လင်းသည်သူ၏အလုပ်အချိန်စရာကိုလျှော့ချခဲ့သည်သူသည်ကျမနှင့်အချိန်ပိုပေးလိုသည်ကျမတို့သည်ရန်ကုန်ကိုလှည့်ပတ်ရင်းရက်များကိုကုံဆုံးခဲ့ကြသည်ခီးသွားများအဖြစ်မဟုတ်ဘဲကျွန်း၏တိတ်ဆိတ်သောထောင်များကိုရှာဖွေနေသောဇနီးမောင်နှံဖြစ်သည်တညနေခင်းမှာကျမတို့အကြိုက်ဆုံးလှေကားထစ်မှာထိုင်ပြီးကော်ဖီတောက်နေတုန်းပဲငါစိတ်ကူးတစ်ခုရလာတဲ့လှိုင်မို့ဟုဇော်လင်းကတိတ်ဆိတ်မှုကိုဖြိုခွဲရင်းပြောလိုက်သည်မင်းကော်ဖီကိုအရန်ကြိုက်ပြီးအရင်ကကော်ဖီဆိုင်ကိုထိထိရောက်ရောက်ဂရုစိုက်ခဲ့တာကိုပြန်စဉ်းစားကြည့်ရင်ငါတို့အတူတူစီးပွားရေးလုပ်ငန်းတစ်ခုဖွင့်ရင်ဘလို့လဲကျမအံ့အားသင့်သွားသည်စီးပွားရေးလားဆိုလိုတာကကျမအလုပ်ပြန်လုပ်ရမှာလားအလုပ်ပြန်လုပ်ရမှာမဟုတ်ဘူးဒါပေမဲ့ငါတို့နှစ်ယောက်ပိုင်တဲ့အရာတစ်ခုကိုတိဆောက်တာပုတ်ပါမှာပရီမီယံကော်ဖီဆိုင်တစ်ခုပေါ့မင်းကအကြီးတန်းစီမံခန့်ခွဲရေးအရာရှိဖြစ်နိုင်တယ်ငါကငွေကြေးနဲ့စီမံခန့်ခွဲမှုကိုပံ့ပိုးပေးမယ်ဒါပေမဲ့သူ့ရဲ့စိတ်ကူးနဲ့စိတ်ဓာတ်ကမင်းပိုင်ပဲဘလို့လဲဒီကမ်းလှမ်းချက်ကအဖိုးမဖြတ်နိုင်တဲ့လက်ဆောင်တစ်ခုလိုခံစားရတယ်ဇော်လင်းကကျမကိုဇိမ်ခံပစ္စည်းတွေပေးုံတင်မဟုတ်ပဲရွယ်ချက်တစ်ခုပါပေးခဲ့တယ်သူကသူ့ဇနီးအဖြစ်ကျမရဲ့အခြေအနေကိုတင်မဟုတ်ပဲကျမရဲ့စွမ်းရည်တွေကိုပါတန်ဖိုးထားတယ်ကျမအယမ်းပျော်မိမှာပါဇော်လင်းဟုကျမဖြေလိုက်သည်မျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်နေသည်ကျမကော်ဖီနန့်ကိုလွမ်းနေခဲ့တာဒါပေမဲ့မင်းကျမစီမံခန့်ခွဲနိုင်မယ်လို့ယုံကြည်တာလားကျမယုံကြည်တယ်မင်းကအလွန်မင်းဖိအားအောက်မှာမင်းကိုမင်းနဲ့မင်းမိသားစုကိုစီမံခန့်ခွဲနိုင်နေဆိုတာကိုသက်သေပြခဲ့ပြီးကော်ဖီဆိုင်ကိုစီမံခန့်ခွဲတာကမင်းအတွက်သေးငယ်တဲ့ကိစ္စပဲဟုသူကယုံကြည်မှုအပြည့်နဲ့ပြောလိုက်သည်ထိုဆုံးဖြတ်ချက်သည်ဖြစ်တဲ့တစ်ခုကိုဖော်ပြသည်လှိုင်မိုးသည်ကော်ဖီဆိုင်ဝန်ထမ်းမှကော်ဖီဆိုင်ပိုင်ရှင်သို့ပြောင်းလဲခဲ့သည်ထို့နောက်ကျမတို့၏ဆွေးနွေးမှုများသည်မိသားစု၏အနာဂတ်သို့ပြောင်းလဲသွားခဲ့သည်ကျမတို့ကလေးယူရန်သဘောတူပြီးသားဖြစ်သည်သို့သောကျမတို့ကြော်လွှားရမည့်အခြေခံကွဲပြားမှုများရှိနေသည်ယဉ်ကျေးမှုနှင့်ဘာသာတရားကျွန်တော်တို့ရဲ့ကလေးကိုမင်းပိုင်ဆိုင်တဲ့မြမရိုးရာတန်ဖိုးတွေယဉ်ကျေးမှုတွေရိုသေလေးစားမှုနဲ့ရိုးရှင်းမှုတွေနဲ့ကြီးပြင်းစေခြင်းနဲ့ဟုဇော်လင်းကပြောလိုက်သည်ပြီးတော့ကျမတို့ကလေးကိုခမားရဲ့အာရက်အမွေအနှစ်ခွန်အားပြတ်သားမှုနဲ့ဘာသာရေးကိုနားလည်စေခြင်းနဲ့ဇော်လင်းဟုကျမပြန်ဖြေလိုက်သည်ဒါပေမဲ့အရေးကြီးဆုံးကတော့ဇော်လင်းကျမတို့ဒီကွဲပြားမှုတွေကိုဘလို့ပေါင်းစည်းမယ်ဆိုတာကိုသဘောတူစေခြင်းနဲ့ဇော်လင်းကကျမလက်ကိုစုပ်ကင်လိုက်သည်အ
ချစ်ကအုံမြင့်လှိုင်မိုးအုံမြင့်ခိုင်မာရင်ငါတို့ဘာမဆိုတိဆောက်နိုင်တယ်ငါတို့ကလေးတွေကအကောင်းဆုံးယဉ်ကျေးမှုနှစ်ခုမြမနွေးထွေးမှုနဲ့အရှိအလဲပိုင်းရဲ့ခွန်အားတွေကိုပိုင်ဆိုင်လိမ့်မယ်သူတို့ကငါတို့နှစ်ယောက်ရဲ့အကောင်းဆုံးဖြစ်လာလိမ့်မယ်ကျမတို့သည်ပုပ္ပါးတွင်ကော်ဖီဆိုင်တည်ဆောက်ရန်စတင်စီစဉ်ခဲ့ကြသည်ရန်ကုန်၏စူညံတန်များမှဝေးကွာသောတိတ်ဆိတ်သောနေရာလှိုင်မိုးနှင့်ပိုမို၍အိမ်ကဲ့သို့ခံစားရသောနေရာတစ်ခုဖြစ်သည်ကျမသည်မီနူးများအတွင်းပိုင်းဒီဇိုင်းများစတင်ရေးဆွဲကာဝန်ထမ်းများခန့်အပ်ခဲ့သည်ဇော်လင်းကကျမကိုပစ္စည်းပေးသွင်းသူများနှင့်ညှိနှိုင်းနည်းနှင့်ကြီးမားသောဗန္နာရေးစီမံခန့်ခွဲမှုအကြောင်းသင်ကြားပေးခဲ့သည်ကျမတို့ဘေးချင်းရှင်လုပ်ကင်ခဲ့ကြပြီးရင်းသည့်အပျော်ဆုံးအချိန်များဖြစ်သည်ဤလုပ်ငန်းစဉ်အတွင်းကျမသည်ဇော်လင်းကိုပိုမိုနားလည်လာခဲ့သည်သူသည်ချမ်းသာရုံသာမကအသေးစိတ်ကြသောစီးပွားရေးကျင့်ဝတ်နှင့်ပြည့်ဝသောစ조사အားထုတ်မှုကိုတန်ဖိုးထားသူဖြစ်သည်သူသည်သူ၏အာဏာကိုဘယ်တော့မှအသုံးမချဘဲဝန်ထမ်းအားလုံးကိုတရားမျှတစွာဆက်ဆံကြောင်းအမြဲတမ်းတေချာစေခဲ့သည်ယင်းသည်သူ၏အတိတ်ကနာကျင်စရာတစ္ဆာဖောက်ခံရမှုများမှတင်ယူခဲ့ခြင်းဖြစ်သည်တညက်နေခင်းမှာကျမတို့ကတင်ပေါ်မှာလှဲလျောင်းနေခဲ့ကြတယ်ကျမခေါင်းကိုသူ့ရင်ဘတ်ပေါ်မိလိုက်တယ်ကျမခင်ပွန်းနဲ့စီးပွားရေးလုပ်ငန်းတစ်ခုတည်ဆောက်ရလိမ့်မယ်လို့တခါမှမတွေးဖူးခဲ့ဘူးဇော်လင်းဟုကျမတိုးတိုးလေးပြောလိုက်သည်ငါလည်းပဲငါကော်ဖီဆိုင်ဝန်ထမ်းဟောင်းတယောက်ကိုမျက်ရည်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ငါ့ကိုကြည်ရဲတဲ့အတွက်ချစ်မိသွားမယ်လို့တခါမှမတွေးဖူးခဲ့ဘူးဒါပေမဲ့ခိုင်မာတဲ့နှလုံးသားတစ်စုံနဲ့ပေါ့ဟုဇော်လင်းပြန်ဖြေလိုက်သည်ဒါပေမဲ့တခုတော့ရှိရဲ့ဇော်လင်းဟုကျမပြောလိုက်သည်ငါတို့ထာဝရလက်ထပ်ပြီးသားဖြစ်ပေမဲ့မင်းငါကိုရှမ်းပြည်နယ်ကလှိုင်မိုးဆိုတာမမေ့စေခြင်းဘူးငါကအသေးစားမိဖို့ကြောင့်မှစပိုမှုအကူအညီမလိုပဲတခါတရံချက်ပြုတ်နိုင်သေးတယ်ပြီးတော့အဆောင်လျှောက်တွေမပါပဲအမေနဲ့အဖေနဲ့တွေ့ဖို့ရွာကိုပြန်သွားနိုင်သေးတယ်ဆိုတာကိုငါသိစေခြင်းနဲ့ဇော်လင်းကညင်သာစွာရေလိုက်သည်ဟုတ်ကဲ့ပါငါဇနီးမင်းကလှိုင်မိုးပဲမင်းတောက်ပေါက်ဖို့အတွက်ဇိမ်ခံပစ္စည်းတွေမလိုအပ်တဲ့အလင်းရောင်ပဲပြီးတော့ငါတို့မိဘတွေအိမ်ဘေးမှာပိုကြီးတဲ့ရွာအိမ်တစ်လုံးဆောက်မယ်မင်းပိုပြီးမကြာခဏအိမ်ပြန်နိုင်အောင်ပေါ့ထိုစီမံကိန်းကကျမကိုအယမ်းပျော်ရွှင်စေခဲ့တယ်ဇော်လင်းကကျမကိုသူ့ကဘာတဲကိုခေါ်ဆောင်သွားရုံတင်မဟုတ်ပဲသူ့ကဘာကိုလည်းကျမကဘာတဲကိုယူဆောင်လာခဲ့တယ်သူကကျမကိုပြောင်းလဲအောင်မလုပ်ခဲ့ဘူးသူကကျမကိုဖြည့်ဆည်းပေးခဲ့တယ်ရုတ်တရက်ဇော်လင်းကကျမဘက်ကိုမှီလိုက်တယ်သူ့မျက်လုံးတွေကမျောလင်းချက်တွေပြည့်နှက်နေတယ်နောက်တစ်ခုရှိသေးတယ်လှိုင်မိုးငါတို့ကော်ဖီဆိုင်စီမံကိန်းတွေကိုရက်ပြီးပိုပြီးတင်းငယ်ပြီးပိုတန်ဖိုးရှိတဲ့အရာတစ်ခုကိုစတင်စီစဉ်သင့်ပြီထင်တယ်။ဘာလဲသူကလျှို့ဝှက်စမ်းကြဲစွာပြုံးလိုက်သည်။လာပါဦးငါကလေးရချင်နေပြီလှိုင်မိုးငါဒီဗီလာမှာကလေးတယောက်ပြေးလွှားဆော့ကစားနေတာကိုမြင်ချင်တယ်။သူ့ရဲ့အမေရဲ့ရိုးရှင်းတဲ့အပြုံးနဲ့အဖေရဲ့တည်ငြိမ်မှုတွေကိုတည်ဆောင်လာတဲ့ကလေးတယောက်ပေါ့။ဇော်လင်းရဲ့မျှော်လင့်ချက်တွေနဲ့တောင်းတမှုတွေပြည့်နှက်နေတဲ့အဲ့ဒီတောင်းဆိုမှုကတကယ်အစ်မှန်ခန်းတစ်ပဲဒါကအစ်မှန်ဆုံးမျှော်လင့်ချက်ပဲစာချုပ်တွေဒါမှမဟုတ်အယောင်းဝယ်တွေအားလုံးကနေဝေးကွာပြီးလှိုင်မိုးနဲ့ဇော်လင်းတို့ကသူတို့ရဲ့အနာဂတ်အတွက်အစ်မှန်အုံမြစ်တွေကိုစတင်တည်ဆောက်ခဲ့ကြပြီစာချုပ်လက်ထပ်ပွဲကိုကြော်လွန်ပြီးပေါ့အတူတူစီးပွားရေးစီမံကိန်းတွေရေးဆွဲတာနဲ့ကလေးယူလိုတဲ့ဆန္ဒကသူတို့ရဲ့ထာဝရဂတိတည်မြဲမှုရဲ့သင်္ကေတပဲဖြစ်လာခဲ့တယ်။လှိုင်မိုးရဲ့ကိုယ်ပိုင်အိမ်မက်တွေကိုဇော်လင်းရဲ့ကြီးမားတဲ့ရည်မှန်းချက်တွေနဲ့ပေါင်းစပ်လိုက်တာပေါ့။နှစ်တွေကုန်ဆုံးခဲ့ပြီးလက်ထပ်ထိမ်းများခြင်းကိုပြန်လည်ဖွဲ့စည်းပြီးနောက်ကျမတို့သည်လများဖြင့်အချိန်ကိုမရေတွက်တော့ဘဲအောင်မြင်မှုများနှင့်ပျော်ရွှင်မှုများဖြင့်ရေတွက်ခဲ့ကြသည်။ယခင်ကအေးဆက်တိတ်ဆိတ်ခဲ့သောနိဗ္ဗာန်ဗီလာသည်ယခုအခါရေမောတန်များနှင့်ကော်ဖီရနံ့များဖြင့်ပြည့်နှက်နေသည်။ပုပ်ပါရှိကျမတို့၏ကော်ဖီဆိုင်ကိုရှမ်းရောင်ကြီးဟုအမည်ပေးခဲ့ပြီးအလွန်အောင်မြင်ခဲ့သည်ယခင်ဝန်ထမ်းလှိုင်မိုးသည်သူမကိုယ်သူမစွမ်းဆောင်ရည်ပြေးဝပြီးရိုးသားသောမန်နေဂျာအဖြစ်တက်တည်ပြခဲ့သည်ထိုကော်ဖီဆိုင်သည်စီးပွားရေးလုပ်ငန်းတစ်ခုမျှသာမကကျမတို့၏ဇလန်းကိုထင်ဟပ်စေသည့်ရိုးရှင်းမှုအရေးအသွေးနှင့်နှွေးထွေးမှုတို့၏ပေါင်းစပ်မှုဖြစ်သည်ဇော်လင်းသည်အလွန်ကုန်ယူပြီးညနေခင်းများကိုထိုနေရာတွင်မကြာခဏကုံဆုံးခဲ့သည်ပိုင်ရှင်အဖြစ်မဟုတ်ဘဲသူ၏ဇနီးအောင်မြင်မှုကိုခံစားနေသောခင်ပွန်းအဖြစ်ဖြစ်သည်အဲ့ဒီအလုပ်များနေတဲ့ကြားမှာအကြီးမားဆုံးပျော်ရွှင်မှုကရောက်လာခဲ့တယ်မျောလင်းချက်တွေပြည့်နေတဲ့စောင့်ဆိုင်မှုတွေအပြီးမှာကျမကိုဝင်ရလာခဲ့တယ်အဲ့ဒီကိုဝင်ကဇော်လင်းရဲ့အဓိကအာယုံဆိုင်မှုဖြစ်လာခဲ့တယ်အရင်ကအလုပ်ကြိုးစားတဲ့သူကအခုတော့ကျမအမြဲတမ်းအကောင်းဆုံးအစားအစာတွေစားရအောင်ကောင်းကောင်းနားယူရအောင်
ပြီးတော့ကလေးထိန်းကျောင်းချင်းဆိုင်ရာအကြံဉာဏ်တွေကိုစာအုပ်ထူကြီးတွေထဲကနေသင်ယူခဲ့တယ်သူအရင်ကခံစားခဲ့မှုတဲ့အထီးကျန်မှုကြောက်ရွံ့ခြင်းကအခုတော့ဖခင်တယောက်ဖြစ်လာတော့မဲ့မျှော်လင့်ချက်နဲ့ပျော်ရွှင်မှုတွေနဲ့အစားထိုးလိုက်ပြီးအလှည့်ပြောင်းနဲ့ပျော်ရွှင်မှုပဲ6 လအကြာမှာကျမတို့ရဲ့သားလေးမွေးဖွားခဲ့တယ်ဇော်လင်းလိုမျက်လုံးနဲ့ကလေးနဲ့ကျမဖေဖေကိုသတိရစေတဲ့အပြုံးသေးသေးလေးနဲ့ကျန်းမာတဲ့ကလေးလေးတစ်ယောက်ပဲကျမတို့2 ယောက်ပေါင်းစည်းမှုရဲ့လက်တွေ့သင်္ကေတတစ်ခုဖြစ်တဲ့ရှမ်းနဲ့အာရထိတွေ့မှုတွေပေါင်းဆက်ထားတဲ့လှပတဲ့နာမည်တစ်ခုကိုကျမတို့ပေးခဲ့တယ်။ဇော်လင်းကကျမတို့သားလေးကိုပထမဆုံးအကြိမ်ပွေးဖက်လိုက်တဲ့အခိုက်အတန့်ကကျမတို့ခရီးရဲ့အထွတ်ထိပ်ပဲသူငိုခဲ့တယ်။သူ့ရဲ့အင်ပါယာကိုအစားကနေပြန်တီဆောက်ခဲ့တဲ့ခိုင်မာတဲ့သူကအခုတော့စစ်မှန်တဲ့ပျော်ရွှင်မှုကြောင့်ငိုနေခဲ့ပြီ။ကျေးဇူးတင်ပါတယ်။လှိုင်မိုးအရာကိုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုသူကကျမမဖူးကိုနန်းရင်တိုးတိုးလေးပြောလိုက်သည်။မင်းကငါ့ကိုကလေးပေးုံတင်မဟုတ်ဘူးမင်းကငါ့ကိုပြည့်စုံတဲ့မိသားစုတစ်ခုပေးခဲ့တယ်ကျမအခုတော့အတိတ်ရဲ့အရေးတွေကနေလုံးဝလွတ်မြောက်သွားခဲ့တဲ့ဇော်လင်းကိုမြင်လိုက်ရတယ်သူကရိုးသားမှုကိုမရှာတော့ဘူးသူကအဲ့ဒီထဲမှာနေထိုင်နေပြီးသူကထားပစ်ခဲ့ရမှာကိုမကြောက်တော့ဘူးသူကအချစ်တွေနဲ့ဝန်းရံနေခဲ့ပြီးကျမတို့ကလေးမွေးပြီးမကြခင်မှာမိသားစုနဲ့အတူရှမ်းပြည်နယ်ကိုခရီးထွက်ခဲ့ကြတယ်ဒီတစ်ခါတော့ကျမတို့အဖေနဲ့အမေအိမ်မှာပဲနေခဲ့ကြတာမဟုတ်ဘူးဇော်လင်းကသူ့ဘေးမှာစောက်ထားတဲ့အိမ်အသစ်ကိုလည်းဖွင့်လှစ်ခဲ့တယ်အိမ်ကလှပစွာဒီဇိုင်းထုတ်ထားတယ်ရန်ကုန်ပြည်သူကလက်ရာတွေပေါင်းဆက်ထားတယ်အလွန်အကျွံမဟုတ်ဘူးဒါပေမဲ့အရန်တက်တောင့်တက်တာရှိတယ်အဲ့ဒီမှာကျမတို့အိမ်အသစ်ရဲ့လှေကားထစ်မှာစိမ့်လန်းဆိုပြီးတဲ့လေကွင်းတွေကြားမှာဇော်လင်းကကျမလက်ကိုစုပ်ကင်ထားတယ်ကျမရဲ့ရင်ခွင်ထဲမှာကျမတို့သားလေးအိပ်ပျော်နေတယ်ငါအဲ့ဒီနေ့ကိုမှတ်မိတယ်လှိုင်မိုးငါမင်းကိုလက်ထက်ခွင့်ပန်ခဲ့တဲ့နေ့ဒီစီးပွားရေးသဘောတူညီချက်ကစစ်မှန်တဲ့အချစ်ဖြစ်လာမယ်လို့ငါတခါမှမမျှော်လင့်ခဲ့ဘူးဟုဇော်လင်းကပြောလိုက်သည်ကျမလည်းပဲဇော်လင်းဟုကျမဖြေလိုက်သည်ကျမခမားကိုစိတ်ပြက်အားငယ်မှုကြောင့်လက်ထပ်ခဲ့တာပြီးတော့ခမားကကျမကိုမျှော်လင့်ချက်တွေပေးခဲ့တယ်အရင်ကအချစ်ကဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံမှုတွေကနေလာရမယ်လို့ကျမထင်ခဲ့တာဒါပေမဲ့ခမားကကျမကိုစစ်မှန်တဲ့အချစ်ကလေးစားမှုရိုးသားမှုနဲ့တယောက်နဲ့တယောက်ရဲ့အဆိုးဆုံးပတ်ချမ်းကိုလက်ခံဖို့ဆန္ဒကနေပေါက်ဖွာလာတယ်လို့သင်ကြားပေးခဲ့တယ်နောက်ဆုံးရောင်ပြန်ဟပ်မှုနဲ့ဆုံးဖြတ်ချက်ကျမတို့ရဲ့ဇလန်းကစစ်မှန်တဲ့အချစ်ကကွဲပြားမှုတွေအားလုံးကိုကျော်လွန်နိုင်တယ်ဆိုတာကိုသက်သေပြတယ်။အစောပိုင်းကအယောင်းဝယ်ကိုတောင်ကျော်လွန်နိုင်တယ်။အရင်ကကိုရောင်းစားခံရတယ်လို့ခံစားခဲ့ရတဲ့လှိုင်မိုးကအခုတော့ဘယ်တော့မှမဝယ်ခံရဘူးဆိုတာကိုသဘောပေါက်လိုက်ပြီးဒုက္ခနောက်ွယ်ကစိတ်ဝိညာဉ်ကိုမြင်ခဲ့ပြီးစိတ်ပြက်အားငယ်မှုတွေကြားကရိုးသားမှုကိုမြင်ခဲ့တဲ့အမျိုးသားတဦးကရွေးချယ်ခဲ့တာပဲကျမအကျွေးတွေရဲ့ဝင်ထုတ်ဝင်ပိုးဒါမှမဟုတ်တန်တရားတွေရဲ့ဝင်ထုတ်ဝင်ပိုးကိုမတည်ဆောင်တော့ဘူးကျမနေရာကိုရှာတွေ့ခဲ့ပြီးဇော်လင်းဘေးမှာသူ့ဇနီးအဖြစ်ကျမတို့ကလေးတွေရဲ့မိခင်ဖြစ်ပြီးတော့သူ့ရဲ့စစ်မှန်တဲ့အဖော်ဖြစ်တကယ်ပေါ့ပါပြီးလွတ်လပ်တယ်ကျမအစကတည်းကလိုချင်ခဲ့တယ်လို့ပေါ့ဒါပေမဲ့ဒီတစ်ခါတော့ဒီလွတ်လပ်မှုကအဆုံးမဲ့အချစ်တွေနဲ့အတူတူလာခဲ့တာပဲလေကွင်းတွေပေါ်မှာနေဝင်ချိန်ကဇော်လင်းနဲ့ကျမတို့သားလေးရဲ့မျက်နှာတွေကိုထွန်းလင်းနေခဲ့တယ်အဲ့ဒီအလင်းကရွှေရောင်ပဲနှွေးထွေးတယ်ပြီးတော့တကယ်အစ်စ်အမှန်ပဲကျမရဲ့ပန်းနိုင်ကိုရန်ကုန်ကပင်လယ်ကမ်းခြေမှာမဟုတ်ပဲကျမကိုရွေးချယ်ခဲ့တဲ့အမျိုးသားရဲ့မျက်လုံးတွေထဲမှာပြီးတော့ကျမတို့အတူတိဆောက်ခဲ့တဲ့မိသားစုရဲ့နှလုံးသားထဲမှာရှာတွေ့ခဲ့တဲ့စစ်မှန်တဲ့စိတ်ခံစားမှုအထွတ်အထိပ်မင်းတို့၏သားလေးမွေးဖွားခြင်းနှင့်အိမ်အသစ်ကိုဖွင့်လှစ်ရန်ရွာသို့ပြန်ရောက်ခြင်းသည်ပြည့်စုံသောပေါင်းစည်းခြင်းနှင့်ထာဝရပျော်ရွှင်မှုကိုဖော်ပြသည်လှိုင်မိုးသည်သူမသည်ငွေကြေးကြောင့်မဟုတ်ဘဲစစ်မှန်သောအချစ်နှင့်ဘဝရည်ရွယ်ချက်ကိုရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်အမှန်တကယ်လွတ်လပ်ကြောင်းနောက်ဆုံးတွင်သဘောပေါက်လိုက်သည်